အကိုဘာတွေလုပ်နေလဲအလုပ်များနေလားအလုပ်ကတော့နေ့တိုင်းမှာပဲအကိုကတရားသူကြီးလေရှင်းနေတွေအားလုံးပြင်ဆင်တင်ပြထားတဲ့အကြောင်းအရာတွေကိုနားထောင်ပြီးအမိန့်တစ်ခုချပေးုံပဲမဟုတ်ဘူးလားဒါပေမဲ့အကိုကိုကြည့်လိုက်ရင်အမြဲတမ်းအလုပ်ရှုပ်နေတယ်မူကင်းစုံနောက်ထက်တောင်အလုပ်များနေသလားလို့ဟာဟာနင့်စီကတော့ပြောတော့မယ်အကိုကတရားသူကြီးလေကိုယ့်ရဲ့ဆုံးဖြတ်ချက်တစ်ခုမှားယွင်းသွားတာနဲ့လူတစ်ယောက်ရဲ့ဘဝတစ်ခုလုံးပျက်စီးသွားနိုင်တယ်ရှင်းနေတွေရဲ့ အစိုးတွင်းထားတာတစ်ခုတည်းကိုပဲကြည့်ပြီးဆုံးဖြတ်လို့မရဘူးကိုယ့်ရဲ့ကိုယ်တိုင်အသိနဲ့ဖြတ်ထုံးညံကိုလည်းသုံးပြီးဖြစ်တဲ့မဖြစ်တဲ့အမှားလားအမှန်လားဆုံးဖြတ်ရတာယာထုကြည့်ရင်ချွေးမထွက်တာမှန်ပေမဲ့အုံနောက်ကြီးရတယ်ဟုတ်ကဲ့ပါနင်းစီကဥပဒေအကြောင်းတွေတိတ်နားမလဲပါဘူးအဲ့ဒါကြောင့်ဥပဒေနဲ့မလွတ်ကင်းတဲ့အလုပ်တွေဆိုအတက်နိုင်ဆုံးရှောင်ကျင်တယ်ဒါတော့တိတ်ကောင်းတာပေါ့နင်းစီရဲ့အော်ဒါနဲ့လေလာမယ့်နိုဝင်ဘာ14ရက်နေ့ကျရင်ကို့အဖွားရဲ့69နှစ်ပြည့်မွေးနေ့ညစာစားပွဲရှိတယ်။အဲ့ရက်ကျရင်ကို့မိသားစုနဲ့နင်းစီကိုမိတ်ဆက်ပေးရင်ကောင်းမလားလို့ပါ။နင်းစီရောဘယ်လိုသဘောရလဲ။ကိုယ့်ရဲ့မိသားစုနဲ့တွေ့ဖို့အစင်သင့်ဖြစ်ပြီလား။ယုံကြည်ချက်ရောရှိလား။အကိုတကယ်ပြောနေရလား။တကယ်ပေါ့။ကိုကလူကြီးလေဆဆနောက်နောက်မပြောတတ်ပါဘူး။နင်းစီအစင်သင့်မှာပဲ။ဒါပေမဲ့နည်းနည်းတော့စိုးရိမ်စိတ်ဝင်မိတယ်။ဘာဖြစ်လို့လဲ။ဒီလိုပါအကိုတို့ကမိသားစုအတိုင်းဝိုင်းကြီးရဲ့လေနင်းစီကမိဘမဲ့တကောင်ကျွတ်အဲ့ဒါကြောင့်ပါဘာတွေလျှောက်တွေးနေတာလဲကိုတို့မိသားစုကလူတစ်ဖက်သားကိုအထင်မြင်သေးပြီးဂုံမောက်တတ်တဲ့လူစားမျိုးတွေမဟုတ်ဘူးအဲ့တော့နင်းစီဘာမှမကြောက်နဲ့ကိုရှိတယ်နော်ဟုတ်ကဲ့ပါနောက်ဆုံးတော့ကျမမျောလင့်ထားတဲ့နေ့ရက်တွေကအမြန်ဆုံးရောက်လာခဲ့ပြီအဲ့ဒီနေ့ကျရင်အကိုမိသားစုရှိမှအကောင်းဆုံးနေပြရမယ်သူတို့အမြင်ကြည့်မှကျမလည်းအတိုင်းဝိုင်းကြီးတဲ့မိသားစုရဲ့ချွေးမဖြစ်လာမှာဟေးဘာလို့ငိုနေရလဲငါမင်းကိုရိုက်နေလို့လားချောစီလေးဖြစ်ဖြစ်သုံးမေးပါလားယင်ခမည်းဟာကအရန်ကြီးလွန်းနေတော့နာလို့ပါဟာငါဒီတိုင်းကြက်နေတာကိုပဲသဘောကျတယ်တိခံလိုက်ပါစိတ်ကိုလျှော့ထားလိုက်ပြောကြည့်လို့မရတော့လဲအန်ကျက်ရင်သာအဆုံးထိအနာခံလိုက်ရသည်မင်းနာမည်ဟုတ်တုဒ္ဒပါမင်းကအရိုင်းဆန်နေအဲ့တော့ငါကြိုက်တယ်အာအာအပေါ်ကလူကြီးမှာစကားလဲပြောမရက်မနာလဲထိုးသွင်းနေတော့အာယုံတွေကဟိုရောက်လိုက်ဒီရောက်လိုက်နဲ့နာကျင်မှုကိုမေးဖြောက်လို့မရဖြစ်နေခဲ့သည်ဟိုတခါတုန်းကလိုပဲနွမ်းဆိုင်မှာတချင်းလာမဆိုတော့ပဲပျောက်နေခဲ့ပြန်ပြီစာတွေလည်းမပို့ဘူးဒီတခါရောဘာဖြစ်ပြန်ပြီလဲအာဒန်ဘာတွေစဉ်းစားနေရလဲတထေးကတယောက်ထဲထိုင်ပြီးအတွေးလွန်နေတဲ့အာဒန်ကိုထို့သို့မေးလိုက်သည်အော်တထေးပါလားဘာမှမဟုတ်ပါဘူးဟိုတွေးဒီတွေးပါပဲမင်းအလုပ်လုပ်တာမစိုးဘူးအဲ့ဒါကြောင့်နောက်လကစပြီးမင်းကိုလာစာထပ်တိုးပေးဖို့စဉ်းစားထားတယ်အခုတည်းပို့ပြီးအလုပ်စူးစမ်းရတော့မှာနော်ဟုတ်ကဲ့ပါတထေးကျေးဇူးတင်ပါတယ်ကျွန်တော်အလုပ်လဲစူးစမ်းပါမယ်အေးကောင်းတယ်ကွာတထေးကိုကျွန်တော်တခုလောက်မေးကြည့်လို့ရမလားမေးလေဟိုဒီဆိုင်မှာတချင်းဆိုတဲ့နွမ်းကခွင့်ယူထားတာလားအလုပ်မလာတာလဲကြာပြီနော်နွမ်းလား तू ကအလုပ်ထွက်သွားပြီလေဗျာငါလဲလစာကောင်းကောင်းပေးထားတာပဲဒါပေမဲ့သူ့မှာလဲအခက်အခဲတချို့ရှိလို့နဲ့တူတယ်အခုသူ့နေရာမှာအစားထိုးဖို့အစိုးရအသက်ထပ်ရှာနေတယ်မင်းအသိတွေကရှိရင်လဲပြောပေးအောင်နော်ဗျာဟုတ်ကဲ့ပါထို့နောက်တထေးလဲထွက်သွားခဲ့သည်သူအလုပ်ထွက်သွားပြီပေါ့ဘာဖြစ်လို့ပါလဲငါပြောလိုက်လို့များလားအရင်ကလည်းသူ့ကိုအဲ့လိုပြောနေကြပါပဲခမားဘယ်မှာလဲနွမ်းသူ့ဖုန်းထဲတိမ်ကနေစာတစ်စောင်ဝင်လာတော့ဖုန်းကိုဖွင့်ကြည့်လိုက်သည်အိုးဖယားကြီးအာမေရိတ်တန်တွေပါထွက်လို့အာဒန်စီကပို့လိုက်တဲ့စာဖြစ်နေတဖြင့်အံ့ဩသွားမိသလိုဝမ်းလဲတာခဲ့ရသည်အလုပ်ထဲမှာနွမ်းစာပြန်လိုက်သည်စပိတ်မှာမလုပ်တော့ဘူးအလုပ်ထွက်သွားပြီဆိုတာတကယ်လားမင်းကဘယ်လိုသိတာလဲဟုတ်တယ်ငါအဲ့နေ့ကအလုပ်ထွက်လိုက်ပြီလေကျွန်တော်တထေးကိုမေးကြည့်လိုက်တာအော်အဲ့လိုလားအဲ့မှာတချင်းဆိုတာထင်သလောက်ပတ်စံမရလို့ထွက်လိုက်တာအော်ဟုတ်လားဒါဆိုရင်အခုခမရဘာလုပ်နေတာလဲမကောင်းတဲ့အလုပ်လုပ်နေတာလေဘယ်လိုမျိုးမကောင်းတာလဲပြောပြလို့ရရင်ပြောပြကြည့်ပါလားထပ်မေးပြန်ပြီလားမပြောပြဘူးပြီးရောဗျာနောက်သိလာမှာပါငါအခုတော့မပြောပြချင်သေးဘူး
ဘေဘီကစာအရင်ပို့လာတာဆိုတော့ငါ့ကိုလွမ်းလို့များလားဆူတောင်းလေခမညာဆူတောင်းရင်ပြေးမှာလားမသိဘူးဒါပဲဟာနေအောင်လေဘာမှတော့မပြောလိုက်ရဘူးတော်ပြီဆိုပဲအင်းပါလေသူ့ဘက်ကနေစပြီးအရင်ဆက်တော်လာတာနဲ့တင်သူ့ဘက်ကနေစပြီးအရင်ဆက်တော်လာတာနဲ့တင်ငါပျော်သွားပြီဟေးမြောက်ပိုင်းသားထိုင်လေမတက်ရက်နေတာလဲကြာလာပြီသူအာဒန်နဲ့အစာတွေအပြန်အလှန်ပို့နေခဲ့ကြတဲ့ကအခန်းထဲရောက်နေတာဖြစ်ပြီးထိုင်ခုံမှလည်းမထိုင်မဲမျက်နှာရှုံးမဲ့ကရက်နေတဲ့သူ့တကိုနွမ်းကထို့သို့ပြောလိုက်ခြင်းဖြစ်သည်ကျွန်တော်မထိုင်နိုင်လို့ဘာဖြစ်လို့လဲလေကောင်းထွက်နေလို့လားမဟုတ်ပါဘူးဗျာအနောက်ကနာနေလို့ပါစောစောကဧည့်သည်လေစီမသုံးမဲအကြမ်းပဒန်းလုတ်သွားတယ်။အော်ဟုတ်လားအခုဘလို့နေသေးလဲငါလိမ့်စေးပေးရမလားဟမ်ရပါတယ်နွမ်းကသူ့သားနဲ့စကားဖြတ်ခဲ့လိုက်ပြီးစီကရက်တောက်ဖို့အပြင်ကိုထွက်လာခဲ့လိုက်သည်အနောက်ကအုတ်နေရန်ကိုကြောမိထားရင်စီကရက်တလိပ်ကိုဘူးထဲမှထုတ်ပြီးမီးကြီးကရှိုက်ဖွာလိုက်သည်ထို့စဉ်သူနဲ့အမြဲမတည့်တဲ့စတားကစီကရက်ဖွာရင်သူ့နားမှာလာရက်လေသည်အဖက်လုပ်ပြီးစကားမပြောချင်တော့နွမ်းကသူ့ကိုမသိပါတာနေလိုက်သည်ခဏကြာတော့စတားကစကားဆပြောလာခဲ့သည်အခုတလောအလုံးမှာအချိန်ပြည့်တွေ့နေရပါလားနွမ်းကသူ့စကားကိုမကြားသလိုထားလိုက်၏ပိုကင်တွေပါပျောက်နေတာလားပဲဟာဟာနားကြီးတယ်ငါနားလာမစူးစမ်းနဲ့ကွာနွမ်းကပြန်ပြောလိုက်သည်ငါပြောတာမှန်သွားတာပဲအေးအဲ့ဒါကိုသင်္ခါရလို့ခေါ်တယ်ဘယ်ရာမှမမြဲဘူးကွအဲ့ဒါမင်းကိုပြောရမှာမင်းလိုရုပ်ဆိုးတဲ့ကောင်ကဘယ်တော့မှဝင်ငွေကောင်းရမှာမဟုတ်ဘူးမရှိသုံးလိုသုံးလောက်ပဲရမယ်မင်းဝင်ငွေကငါရဲ့သုံးပုံတစ်ပုံလောက်ပဲရှိတယ်မညာနဲ့လူဆိုတာရုပ်ဆိုးနေရင်တော့စိတ်ကောင်းလေးမွေးထားတော့အကြည့်တက်လေးရတာပေါ့ခွေးသားစောက်ဘဝင်ယူပဲမင်းကငါ့လိုဘဝင်ယူချင်လို့တောင်မရဘူးလေအရေးချင်းမှမရှိတာစောက်ရုပ်ဆိုးကောင်ရဲ့နွမ်းသည်ထို့သို့ပြောခဲ့လိုက်ပြီးထွက်သွားတော့စတားတယောက်ဆွဆွခုံရင်ကြံခဲ့လေတော့သည်ယော့ပတ်စံနင်းစီကစပွဲပေါ်မှာပတ်စံချပေးလိုက်တော့ထိုးယောက်ျားကချက်ချင်းယူကအိတ်ထဲကောက်သိမ်းလိုက်သည်လောလောဆယ်တော့အလုံးမရှိသေးဘူးငါလိုအပ်ရင်စားပို့လိုက်မယ်ကောင်းပါပြီတော်သေးတယ်ဟိုအမှုကပတ်စံနဲ့ပိတ်လိုက်လို့ရသွားတယ်ရဲတွေကတောက်လျှောက်လိုက်နေတာမင်းလည်းအနေထိုင်ဆင်ချင်အောင်ဟုတ်ကဲ့ပါအေးငါသွားပြီနင်းစီသည်ထိုးယောက်ျားနဲ့စကားပြောပြီးနောက်ပတ်ဝန်းကျင်အနေထားကိုအကဲခတ်ပြီးထပြန်သွားတော့သည်အာတကားအဝင်ဝမှာနွမ်းနဲ့ဝင်တိုက်မိ၏ထိုအခါနှစ်ယောက်လုံးကလည်းစိတ်တူသွားပြီးအချင်းချင်းမော့ကြည့်လိုက်တော့မြန်မြန်ဆန်ဆန်ပဲအကြည့်ပြန်လွဲပစ်ကြသည်လူတယောက်လုံးလာနေတာမမြင်ရတော့ဘူးဆိုတော့အိုးနေပြီလားမင်းဘာစကားပြောရလဲမကြားလိုက်ဘူးလားထပ်ကြားကျင်လို့လားဖေတော့ငါ့မှာမင်းနဲ့အချိန်ဖြုံးနေဖို့အတွက်အချိန်မရှိဘူးဟုတ်လားငရက်နှကောင်ဖမ်းနေရတော့လဲဘယ်အားမှလဲမင်းဘာစကားပြောရလဲကြီးကျက်လဲလို့ပေါ့တော့ကြတယောက်မှမရပဲဖြစ်နေအောင်မယ်ဖာစကားလာမပြောနဲ့ခမ ्या လဲဖာပဲလေဖာတော်မှအကြီးစားဖာဟာနွမ်းပြန်ပြောလိုက်တဲ့စကားကြောင့်နှင်းစီဒေါသထွက်ကပြန်သွားခဲ့သည်လက်ဖေးအဆိုင်မှာထိုင်ဆောင်နေတဲ့အာဒန်ကနှင်းစီဒေါသတကြီးနဲ့ကားပေါ်မှာဆင်းလာတာကိုမြင်လိုက်တော့ဘာများဖြစ်လာတာလဲလို့တစ်ချက်စိတ်ပူသွားသည်ဒုံနဲ့အနားရောက်လာမှပဲဖြစ်ပုံကိုမေးရတော့သည်မဘာဖြစ်တာလဲဘသူ့ကိုဒေါသထွက်နေရလဲမလူတယောက်ကိုဒေါသထွက်လာခဲ့လိုက်တာအဲ့လူကဘသူလဲမကိုရောတခုခုလှုပ်လိုက်သေးလားမကိုတော့ဘာမှမလုပ်ပါဘူးထားလိုက်တော့မဘာတောက်အောင်မလဲကော်ဖီတောက်မလားအာဒန်စပွဲထိုးကောင်လေးကိုလှမ်းခေါ်လိုက်ပြီးနှင်းစီအတွက်ကော်ဖီတစ်ခွက်မှာပေးလိုက်သည်မောင်ဟိုကောင်နဲ့ပတ်သက်သေးလားဘဲကောင်လဲနွမ်းဆိုတဲ့ကောင်လေးသူအလောက်ထွက်သွားပြီလေမကောင်းတယ်သူနဲ့ဝေးဝေးနေနော်နေပါတယ်မနဲ့သူနဲ့ကတိကြတာလားအရင်ရင်းရင်းနီးနီးလဲမသိပါဘူးအဲ့ကောင်လေးကအကြီးကိုအကြီးမန်းလဲမသိတတ်ဘူးရိုင်းလဲရိုင်းသေးတယ်ဇရိုက်ကိုကမကောင်းတာကျွန်တော်သိပါတယ်နင်းစီကတာအဲ့လိုပြောနေတာသူနဲ့ခဏရင်းနှီးခဲ့ဘူးတဲ့အတွက်အာဒန်စိတ်ထဲမှာတော့နွမ်းကထင်သလောက်မစိုးမန်းသိနေသည်ဟယ်လိုသူတာပြောနေပါတယ်ဟဲ့ကောင်ငါရန်လေငါအတန်တော့မမတ်မိတော့ဘူးလားဟာဟုတ်လားရန်မင်းဖုန်းနံပါတ်ပြောင်းလိုက်လို့မမတ်မိတော့တာအခုဘယ်မှာလဲငါတို့တွေ့ရအောင်လေငါအလုပ်ထဲမှာငါပြောပြီးထွက်လာခဲ့မယ်ဘယ်မှာတွေ့ကြမလဲစပိတ်သွားမယ်လေအဲ့ဘာကဖွင့်ထားတာမကြသေးဘူး
အယမ်းမိုက်တယ်ငါမင်းကိုလိပ်စာပေးမယ်အဲ့ကိုလာခဲ့နော်ကောင်းပြီရန်ပေးတဲ့လိပ်စာအတိုင်းလာခဲ့ပေမဲ့ဘားဆိုတာသူတခါမှမရောက်ဘူးတဲ့နေရာဖြစ်တော့ဆိုင်ပတ်ဝတ်မှာရောင်းလဲလဲဖြစ်နေချိန်ခန့်နဲ့တွေ့ခဲ့သည်ဘသူကိုစောင့်နေတာလဲခန့်ကမေးလိုက်ရာတငယ်ချင်းနဲ့ချိန်လာတာသူအထဲမှာထင်တယ်အော်ဟုတ်လားလာလေးအထဲဝင်ကြမယ်ခန့်ကထို့သို့ပြောကသူတကိုအထဲသို့ခေါ်ဝင်သွားခဲ့သည်အထဲရောက်မှရန်ကတွေ့ပြီးသူတနဲ့စကားလာပြောမှပဲခန့်လဲသွားလိုက်တော့သည်လာတငယ်ချင်းပြောကြမယ်ရောင်စုံမီးလုံးတွေနဲ့တချင်းတန်တိုးတိုးလေးကြားမှလူတွေများများဆဆလဲရှိသည်အတွဲကိုစီနဲ့အဖွဲ့ဝိုင်းကိုစီနဲ့ပျော်နေကြသည့်လူများကိုမမြင်ဘူးမတွေ့ဘူးသူမို့ငေးကြည့်နေမိဒီကနည်းနည်းများတောဆန်လို့နေမလားပဲဘာတောက်မလဲငါအရက်မတောက်ချင်ဘူးမင်းကလည်းကွာဘားလာပြီးအရက်မတောက်တော့ဘာလဲသူများတောက်တာထိုင်ကြည့်နေမလို့လားတစ်ခွက်တော့တောက်လိုက်ကွာငါအဖော်မရှိလို့ပါဒါဆိုလဲတစ်ခွက်ပဲနော်ရော့မော့လိုက်အကုန်လုံးချမ်းမထားနဲ့နော်မတောက်ချင်တောက်ချင်တဲ့တစ်ခွက်ကိုမျက်လုံးမိတ်ကအကုန်မော့တောက်ပစ်လိုက်သည်ပြင်းလိုက်တဲ့အရက်ပါလားတစ်ခွက်ထဲနဲ့တကိုယ်လုံးပူရှိန်သွား၏ဘာလို့တာလဲဖယ်စမ်းမူမနေပါနဲ့ကွာမင်းဘယ်သူမှငါသိတယ်ဘလောက်လဲဈေးခေါ်လိုက်ငါအသားကိုမထိစဲနဲ့ငါမလုပ်ဘူးသူ့ကိုဆွဲလာရန်လာလုံနေတဲ့ကောင်ကိုတွန်းထုတ်ပြရင်ပြောနေခဲ့သည်ဈေးကင်နေတာလားအပြက်ကောင်လေးဟာအံ့ဩစရာပဲမင်းလုံကောင်မျိုးတွေကပတ်စံပေးရင်ကုန်းပေးမဲ့ဟာတွေပဲလေမင်းစောက်ပါဇက်ပိတ်ထားစမ်းပတ်စံပုံပေးလဲငါအိတ်ချင်မှအိတ်မှာအခုငါမင်းနဲ့မအိတ်ချင်ဘူးပြောပြီးပြန်ထွက်သွားမဲ့နွမ်းကိုလက်ကလမ်းဆွဲရင်ဖာပါဇက်ကဘာတွေထွက်လာတာလဲကောင်းကောင်းပြောလို့မရရင်ဟဲ့ကောင်နေသူ့ကိုဝိုင်းချုပ်ထားလိုက်ကြစမ်းထိုလူကသူ့တပည့်နှစ်ယောက်ကိုအမိန့်ပေးလိုက်တော့နွမ်းကိုဝိုင်းချုပ်ထားလိုက်ကြသည်အုတ်နေရံဘက်ကိုမျက်နှာလဲပြီးတွန်းဖိထားလိုက်တော့အာမတန်တော့ဒီမို့နွမ်းရုံးမရဖြစ်နေချိန်ကြံနေတဲ့ခေါင်းဆောင်ကဘောင်းပီကိုအတင်းဆွဲချွတ်နေခဲ့သည်ညင်းချင်အောင်လေရုံးစမ်းမင်းမလွတ်စေရဘူးပြောရင်နွမ်းကိုအတင်းအဓမ္မလုပ်ဖို့ကြိုးစားနေချိန်ဘယ်ဘလို့ရောက်လာမှန်းမသိတဲ့အာဒန်ကနွမ်းကိုမြင်တော့အပြေးရောက်လာပြီးထိုအထဲမှယောက်ျားတစ်ယောက်ကိုလေကုန်းမှဆောင်းဆွဲကဖယ်ထုတ်ပစ်လိုက်သည်သူ့ကိုလွတ်လိုက်စမ်းပြောလိုက်တော့နွမ်းကိုချုပ်နေတဲ့လူနှစ်ယောက်ကလည်းအာဒန်ကိုဝိုင်းပြီးထိုးကျိတ်ဖို့လှုပ်ကြတော့သည်၃ယောက်နဲ့တစ်ယောက်ဝိုင်းထိုးကျိတ်ကြတာတော့အာဒန်ကအတာစီးမှနေရပြီးကြံလူများကသာအလူအလဲခံနေကြရသည်တော်တော်ကြာကြာထိုးကျိတ်ကြပြီးသည့်နောက်မခံနိုင်တော့တဲ့အစုံဟိုလူ၃ယောက်ဖက်နဲ့တင်မှတစ်ထက်ထဲပြေးသွားကြ၏ခမရဘာဖြစ်သွားသေးလဲနွမ်းကိုစိတ်ပူစွာဖြင့်မေးလိုက်သည်ငါဘာမှမဖြစ်ဘူးမင်းရောအဆင်ပြေရဲ့လားကျွန်တော်ပြေးတယ်လေအဲ့လူတွေကဘာတူလဲငါလည်းမသိဘူးလေဒီနားရက်နေတဲ့ချိန်အဲ့ခွေး၃ကောင်ရောက်လာတာပဲတခြားနေရာသွားမယ်ဒိုးနဲ့ပဲဆိုင်တစ်ဆိုင်မှာဝင်ထိုင်ခဲ့ကြသည်ကျွန်တော်ဗိုက်စားတယ်ခမရရောတခုခုစားမလားငါလည်းဗိုက်စားတယ်ငါကြွေးမယ်မင်းကြိုက်တာစားလေကောင်းတာပဲထို့နောက်အာဒန်ကသူ့အကြိုက်ဆုံးထမင်းကြော်နဲ့လက်ဖက်ရည်တစ်ခွက်ကိုမာလိုက်ပြီးနွမ်းကခောက်ဆွဲကြော်နဲ့လိမ္မော်ရည်ကိုမှာခဲ့သည်ခမ ्या ကိုကြည့်လိုက်ရင်အမြဲတမ်းလမ်းပေါ်မှာပဲခမ ्या စီမှာမိသားစုမရှိဘူးလားအမေရှိရလေခမ ्या အခုလိုနေနေတာတွေမကောင်းတဲ့အလုပ်လုပ်နေတာတွေကိုခမ ्या ရဲ့အမေကဘာမှမပြောဘဲလွတ်ထားတာလားပြောလို့မှမရတာခမ ्या ကအဲ့လောက်ထိကိုဆိုးတာလားဘာတွေပြောနေရလဲပြောလို့မရဘူးဆိုတာကငါအမေကထောင်ထဲမှာလေဘာအမှုနဲ့လဲလောင်းကစားမှုနဲ့ငွေလိမ်မှုတော်တော်ဆိုးတာပဲငွေလိမ်ခံရတဲ့လူတွေတိုင်လိုက်တာဖြစ်မယ်မဟုတ်ဘူးငါကိုယ်တိုင်ပဲရဲစခန်းကိုတိုင်လိုက်တာဘလို့ခမ ्या ကို့အမေကိုတိုင်ပြီးတော့ရဲတိုင်ပြီးဖမ်းခိုင်းတာလားခမ ्या ကဘလို့သားမျိုးလဲငါအမေကိုအတိတရားရပြီးမကောင်းမှုတွေကိုရက်တန့်ပြစ်ဖို့ကအဲ့တနည်းပဲရှိတော့လို့ငါ9နှစ်10နှစ်လောက်ကတည်းကအဖေဆုံးပြီးအမေကဖဲရိုက်နေခဲ့တာထမင်းတောင်မှတိုးနေတာပဲစားနေခဲ့ရတာလေပြီးတော့နေတိုင်းပဲငါအဆူအငေါက်ခံရတယ်နောက်ဆုံးမှအကျွေးတွေများလာပြီးအိမ်လဲရောင်းလိုက်ရတယ်ခမ ्या ကကျွန်တော်ထက်ဆိုးနေပါလားကျွန်တော်ကပဲကိုဒီလောကမှာကံအဆိုးဆုံးလူသားလို့ထင်ထားခဲ့တာအဲ့တော့ငါ့ကိုတနာသွားပြီလားပြောပါဦးမတနာပါဘူးကျွန်တော်ကိုယ်တောင်ကျွန်တော်ဘယ်သူမှလာတနာပေးတာမဟုတ်ဘူးဒါဆိုရင်ငါကတနာပေးမယ်ဆိုရင်ရောတော့ပါဗျာကျွန်တော်ကိုတနာသလိုဆက်ဆံတဲ့လူတွေကိုကျွန်တော်အမုန်းဆုံးပဲအမျိုးမျိုးပဲ
ကျွန်တော်မှလည်းအဖေတယောက်ရှိတယ်အရက်သမားလေတွေ့ဘူးတယ်မလားတော်သေးတာကအဖေကအရက်ပဲတောက်တတ်တာလောင်းကစားမလုပ်ဘူးအကျွေးတော့အများကြီးရှိတယ်ဆက်လာတာလဲကြာနေပြီအခုထိလဲဆက်လို့မကုန်နိုင်သေးဘူးကျွန်တော်ကပညာမတတ်တော့အလုပ်ကောင်းကောင်းမရဘူးလေအဲ့ဒါကြောင့်လစာမကောင်းဘူးရတဲ့ပတ်စံနဲ့အသုံးစိတ်ကမကာမိဘူးလောက်လဲမလောက်ဘူးငါတို့ရဲ့ဘဝတွေကလည်းအဆိုးလိုက်တာနော်ဖယားသခင်ကငါတို့လူသားတွေကိုခွဲခြားပြီးဖန်ဆင်းထားတာပဲတချို့ကချမ်းသာလွန်းလို့ဆင်းရဲတယ်ဆိုတာဘာမှန်းတော့မသိဘူးငါတို့လိုဆင်းရဲသားတွေကြတော့လေနေ့ညအလုပ်လုပ်ရပြီးဘယ်တော့မှလည်းမချမ်းသာလာကြဘူးမှန်လိုက်တာငါဒီညမင်းအိမ်မှာလိုက်အိတ်လို့ရမလားမရဘူးဟာသူ့အကြောင်းကို့အကြောင်းပြောပြီးပြီဆိုတော့ငါထင်ငါတို့ကယဉ်နီးသွားကြပြီလို့ထင်နေတာလေမဟုတ်ဘူးလားဘာဆိုင်လဲဗျာတယောက်ကြောင်းတယောက်သိပြီးတာနဲ့အိမ်မှာလိုက်အိတ်လို့ရမှာလားစဉ်းစားလေမစဉ်းစားပဲပြောလိုက်တာမင်းနဲ့ဆိုရင်ငါဘာမှမစဉ်းစားဖြစ်ဘူးငါရင်ထဲကလာတဲ့အတိုင်းပဲငါအကုန်ပြောလိုက်တာစကားတွေကလည်းဗျာမသိရင်သမီးကြီးစားတွေကြပြောနေတယ်လို့ပဲငါကအဲ့လိုဖြစ်ချင်သေးတာမင်းကငါ့ကိုဇွတ်ညင်းနေတယ်လေမညင်းလို့ရမလားဗျခမည်းကယောက်ျားလေးပြီးတော့ကျွန်တော်မှချစ်သူရှိတယ်အဲ့ချစ်သူရှိတဲ့အကြောင်းကိုစကားတည်းခဏခဏထဲမပြောစမ်းနဲ့ကွာပြီးရောခမည်းလည်းအဲ့အကြောင်းတွေအစားဖော်ပြီးမပြောနဲ့ပေါ့အာဒန်ထို့သို့ပြောလိုက်တော့နွမ်းကမကြည်တလို့နဲ့ကြည်လေသည်ကျွန်တော်ပြန်တော့မယ်အိမ်ကအဖေဗိုက်စာနေလောက်ပြီးသူတို့စားနေတဲ့ဆိုင်ကပဲအဖေအတွက်ခောက်ဆွဲကြော်ကိုပါဆယ်ထုတ်ခဲ့လိုက်သည်ပြန်မယ်လေဘယ်ကိုလိုက်လာတာလဲကို့အိမ်ကိုပြန်လေမင်းနဲ့လိုက်အိတ်မယ်လို့ပြောထားတယ်လေကွာဟာလိုက်လို့မရဘူးလေပြောပြီးပြီလေလိုက်မယ်လို့နော်ဟာစောက်လောက်ကရှုပ်အောင်မယ်ဘာမှလာပြီးချွဲမနေနဲ့ကျွန်တော်ချစ်သူတောင်ချွဲပြဖို့တာမဟုတ်ဘူးဒီလိုနဲ့တယောက်ကဇွတ်လိုက်မယ်ပြောလိုက်နောက်တယောက်ကလည်းမလိုက်ဖို့ညင်းလိုက်နဲ့နောက်ဆုံးမှအာဒန်ရဲ့အိမ်ရှိကိုပင်ရောက်လာခဲ့တော့သည်ဟာနောက်ဆုံးတော့လဲနွမ်းကိုအလျှော့ပေးလိုက်ရပြန်သည်အခန်းကိုရောက်တော့ဝယ်လာတဲ့ခောက်ဆွဲကြော်ကိုသူ့အဖေအားပေးလိုက်ပြီးသူကတော့အခန်းထဲဝင်သွားခဲ့သည်ထိုအခါနွမ်းလဲအာဒန်နောက်မှလိုက်ပါသွားလေသည်ကျွန်တော်ရေချိုးလိုက်ဦးမယ်ငါလဲချိုးမယ်ရေချိုးပြီးရင်လဲစရာဝတ်စားရှိလို့လားမင်းစီကပဲငါဝက်မယ်လေငါပေးမယ်မဟုတ်ဘူးလားဟာကျွန်တော်ကတခြားတယောက်နဲ့အဝတ်စားပေါင်းမဝတ်ဘူးမင်းကလည်းကြီးကြံမနေပါနဲ့ငါပေးပါဒါကြောင့်ခမည်းကိုလိုက်မလာဖို့ပြောတာစောက်လောက်ကိုရှုပ်တယ်သိလားဘလို့ပဲပြောနောက်ဆုံးကြရင်တော့နွမ်းကိုပေါ်မှာအာဒန်ရဲ့အဝတ်တွေကရောက်သွားတာပါပဲတိတ်နေနော်မနဲ့ဖုံပြောမလို့အာဒန်ကထို့သို့ပြောလိုက်တော့နွမ်းကလည်းโอเคကိုလက်ကလေးဖြင့်အမူအရာပြလိုက်သည်မောင်အိမ်ပြန်ရောက်ပြီလားရောက်ပြီလေရေမိုးတောင်ချိုးလို့ပြီးသွားပြီမရောအခုဘယ်မှာလဲမအပြစ်မှာခဏနေရင်ပြန်ပြီဂယိုးဆိုင်ပြီးပြန်နော်နင်းစီနဲ့ဖုံပြောနေတာကိုအာဒန်အနာအတင်းတိုးကပ်ပြီးနွမ်းတယောက်လိုက်ဆက်စုနေခဲ့သည်ထိုအခါအာဒန်ကလည်းနွမ်းကိုငြိမ်ငြိမ်လေးနေပြီးဖို့အတွက်ရှူးဟုလှုပ်ပြလိုက်ပြန်သည်မောင်ဘေးမှာဘသူရှိတာလဲမအတန်တွေကြားနေရတယ်မောင်ပြောတော့အိမ်မှာပါဆိုအိမ်မှာပဲဟိုလေအနားမှာကြောင်တစ်ကောင်မှာလမ်းမှာတွေ့လို့တနာပြီးအိမ်ခေါ်လာခဲ့လိုက်တာအာဒန်ထို့သို့ပြောလိုက်တော့အငြိမ်မနေတဲ့နွမ်းကကြောင်ကလေးပုံစံလှုပ်ပြပြန်သည်အင်းပါဒါပဲလीနော်မအိမ်ပြန်ရတော့မယ်ဟုတ်မဂယုဆိုင်နော်အင်းပါမောင်ဖုံးပြောလို့ပြီးသွားတော့အာဒန်ကနွမ်းကိုစူပါရောလားခမရဘလူဖြစ်နေတာလဲဒီမှာဖုံးပြောနေတာအေးအေးဆေးဆေးကိုမပြောရဘူးထိုအခါနွမ်းကတနာစရာမျက်နှာလေးလှုပ်ပြပြန်သည်အိတ်မယ်ဆိုလဲအိတ်တော့ထပ်ဆူရင်အပြင်မှာအိတ်ရမယ်ဟုတ်စပြီးအိတ်သွားတော့ကတော့တယောက်တနေရာစီပါပဲညဘက်တစ်ကောင်ရောက်တော့နွမ်းကအာဒန်အနာတို့ရောက်နေခဲ့ပြီးသူ့ပေါင်ပေါ်မှာခြေထောက်ဖြင့်ခွာထားသလိုခါးကိုလည်းဖက်ထားခဲ့သည်ထို့ကြောင့်အသက်ရှူပါကျက်လာလို့အာဒန်တယောက်နိုးလာခဲ့ပြီးကြည့်လိုက်တော့နွမ်းမျက်နှာကသူနဲ့ကပ်ရက်တာရုတ်တရက်ဆိုတော့ကောင်လေးကနည်းနည်းတောင်လန့်သွား၏ပြီးမှသူ့ပေါင်ပေါ်ကိုခွာတင်ထားတဲ့နွမ်းရဲ့ခြေထောက်များကိုချပေးလိုက်ပြီးသူ့ခါးကိုတင်းတင်းကြပ်ကြပ်ဖက်ထားတဲ့လက်ကလေးကိုအသာလေးဖယ်ပစ်ဖို့အလုံးမှာနွမ်းကသူ့ခါးကိုပိုတိုးလို့ဖက်လာခဲ့သည်ခြေထောက်များကိုချပေးလိုက်ပြီးသူ့၏ခါးကိုခက်တင်းတင်းလေးဖက်ထားတဲ့လက်ကလေးကိုအသာလေးဖယ်ပစ်ဖို့အလုံးမှာနွမ်းကသူ့ခါးကိုပိုတိုးလို့ဖက်လာခဲ့သည်အိမ်နေမှညင်တစ်ဖြင့်မတော်တဆနိုးသွားရန်ဆောက်လုံးရှုပ်အောင်မီဟုပြန်တွေးပြီးနွမ်းလက်ကိုမဖယ်ဘဲထားပေးလိုက်သည်အိမ်နေတာတောင်နှခမ်းကလှုပ်စီလှုပ်နေသေးတယ်တိုးတိုးလေးပြောလိုက်မိ၏
ဒီတိုင်းနေရင်လှနေတာကိုတစ်ခါကြာရင်မြန်မာပြည်တိမ့်တန်လို့ဝတ်စားပြီးမျက်လုံးမှာလည်းဘာတွေချဲထားမှန်းမသိဘူးအယူကြီးကြနေရပဲခမရအတွေးကိုတော့လိုက်မမီဘူးပြီးတော့လူကိုလာချွဲတတ်သေးတယ်မတောင်ခမရလောက်အချွဲမကောင်းဘူးသိလားတွေးရနဲ့အိပ်ပျော်နေတဲ့သူ့ရှိကကြောင်လေးကိုအသေးရားနေမိခဲ့သည်မနေ့ရောက်တော့နွမ်းကအရင်နိုးနေခဲ့ပြီးအာဒန်အဖေနဲ့အခန်းမှာစကားထိုင်ပြောနေခဲ့၏အော်တာအာဒန်ရဲ့တငယ်ချင်းလားညကဒီမှာအိတ်တာပေါ့ဟုတ်ပါတယ်ဦးအာဒန်သူ့တငယ်ချင်းတွေကိုအိမ်ခေါ်လာလိမ့်မရှိဘူးအဲ့ဒါကြောင့်သူ့ကိုတငယ်ချင်းမရှိဘူးလို့တောင်ထင်နေတာကျွန်တော်ကဒါနဲ့ဆိုဒုတိယတစ်ခေါက်လာတာပဲပထမတစ်ခေါက်လာတော့ကဦးကဆိုဖာပေါ်မှာပဲအိတ်နေတာအော်ဟုတ်လားဦးလေးကအခန်းထဲမှာတိတ်မအိတ်ဖြစ်ဘူးအော်ဘာဖြစ်လို့လဲအခန်းထဲမှာအိတ်ရင်ဦးလေးရဲ့အမျိုးသမီးကိုပို့ပြီးတတိယလိုပါအော်ဟုတ်လားအာဒန်ကတော့ပြောတယ်သူ့မှာအမေမရှိတော့ဘူးဆိုတဲ့အကြောင်းကိုလေကျွန်တော်မှလည်းအဖေမရှိတော့ဘူးအဲ့ဒါကြောင့်ဦးလေးကိုမြင်ကျွန်တော်အဖေလိုပဲခံစားရတယ်ထိုအခါဦးလေးကြီးကခဟဟရီမောသည်ထို့အပြင်နွမ်းကိုစကားပြောကောင်းသည့်ကောင်လေးတယောက်ဖြစ်သူ့စိတ်ထဲကကောက်ချက်ချမိလေသည်ခဏကြာတော့အာဒန်အိယာမနိုးပြီးအခန်းပြင်ဘက်ထွက်လာတော့နွမ်းနဲ့သူ့အဖေတို့ထိုင်ပြီးစကားပြောနေကြသည်ကိုတွေ့ရသည်ခမည်းဒီမှာဘာထိုင်လုံးနေရလဲမပြန်သေးပဲနဲ့မေးလိုက်တော့နွမ်းကလည်းမင်းကိုစောင့်နေတာလေပြီးရင်မနှက်စာတစ်ခုခုသွားစားကြမလို့ခမည်းနဲ့မနှက်စာစားမယ်လို့ဘသူကပြောနေလို့လဲဘသူမှမပြောပါဘူးငါပဲပြောတာသွားပါအမြန်မျက်နှာတက်ပြီးရေမိုးချိုးလာခဲ့ငါဖိုက်စာနေပြီဟာစောစောစီစီဆောက်လို့ကရှုပ်တော့မယ်ထို့သောညီးသွားလိုက်ပြီးအာဒန်အခန်းထဲပြန်ဝင်သွားပြီးခဏကြာတော့တပတ်ကိုခါမှပတ်ပြီးရေချိုးဖို့ပြန်ထွက်လာခဲ့သည်ထို့နောက်အာဒန်ကရေချိုးခန်းထဲဝင်သွားတော့နွမ်းကအာဒန်ရဲ့အဖေကိုသူသိကျင်လာလေးတစ်ခုမေးကြည့်လိုက်သည်။အိုးအာဒန်ကအသက်ဘယ်လောက်ရှိပြီလဲ။16နှစ်ထဲမှာလေအခုကဒါဆိုရင်မပြည့်သေးဘူးပေါ့နော်။သူ့မွေးနေ့ကဘယ်တော့လဲ။လာမယ့်နိုဝင်ဘာ14ရက်နေ့ဆိုရင်16နှစ်ပြည့်ပြီ။ဒါနဲ့သားကရောအသက်ဘယ်လောက်ရှိပြီလဲ။အာဒန်ရဲ့တငယ်ချင်းဆိုတော့အသက်လဲတူမယ်ထင်တယ်။မတူပါဘူးကျွန်တော်ကသူ့ထက်ကြီးတယ်ကျွန်တော်အသက်က25ပါအာဒန်ကကျွန်တော်ထက်အများကြီးပိုငယ်ပါတယ်အော်ဟုတ်လားဒါဆိုရင်သားကယုံနုတာပဲတခြားသူတွေကြည့်လိုက်ရင်မင်းတို့နှစ်ယောက်ကအသက်တူရွယ်တူလို့ပဲထင်ကြမှာဟုတ်လားထို့စဉ်အာဒန်ရေချိုးပြီးလို့ပြန်ထွက်လာတော့သူတို့စကားပြောနေတာကိုကြားလိုက်ပြီးစကားတခွန်းဝင်ပြောလိုက်၏သူ့ကိုသွားမြောက်ပေးမနေနဲ့အဲ့လောက်လဲမနှုပါဘူးအိုစာလာတော့မှတိတ်မကြခင်ဆိုအာဒန်ကထို့သို့ပြောတော့နွမ်းကစိတ်ဆိုးပြီးနင်းကအခုမှ16နှစ်ပဲရှိသေးတဲ့တောင်ငါနဲ့ရွယ်သူတဲ့အထိရုပ်ကြမ်းပြီးအိုးနေတာလေအယူကောင်ရဲ့အဲ့ဒါအိုတာမဟုတ်ဘူးယောက်ျားဆန်ပြီးရင့်ကျက်တယ်လို့ခေါ်တယ်မသိရင်လည်းမှတ်ထားလိုက်အောင်ထပ်ပြောလိုက်ပြီးအခန်းထဲဝင်သွားတော့သည်အပိုရီအာဒန်နဲ့နွမ်းတို့အခုလိုရင်းရင်းနှီးနှီးရှိတဲ့ပုံစံလေးကိုအဖေဖြစ်သူကသဘောကျနေခဲ့သည်တစ်ချိန်လုံးတယောက်တည်းကုတ်နေပြီးအပေါင်းဖော်မရှိတဲ့သူ့သားကိုအခုလိုတငယ်ချင်းနဲ့တွေ့ရတော့အဖေဖြစ်သူမှကျေနပ်နေမိ၏အာဒန်အဝတ်လဲပြီးပြန်ထွက်လာတော့သူ့အိမ်နဲ့မနီးမဝေးမှရှိပြီးသူ့အမြဲထိုင်နေတတ်တဲ့လမ်းထိပ်ကလက်ဖေးဆိုင်စီနွမ်းကိုခေါ်သွားခဲ့သည်။ဘာစားမှလဲအာဒန်ကမေးလိုက်တော့ပဲပလာတာနဲ့လက်ဖက်ရည်ပြန်ပြောလိုက်တော့အာဒန်ကလည်းစပွဲထိုးကောင်လေးကိုနွမ်းပြောတဲ့အတိုင်းနှစ်ယောက်စာမာလိုက်သည်။ဒီနားပတ်ဝန်းကျင်ကအေးချမ်းပြီးတာယာနေတာပဲနော်။ငါလည်းဒီရက်ကွက်ကိုပဲပြောင်းလာရမလားမသိဘူး။ဟာပြောင်းမလာခဲ့နဲ့။ဟဲဘာဖြစ်လို့တော့စောက်လို့လာရှုံနေမှာစိုးလို့လေအမလီပြောရလိုက်တာသူတို့စကားပြောနေကြတော့မှပဲစောစောကမာထားတဲ့ပဲပလာတာနဲ့လက်ဖက်ရည်ရောက်လာတော့စားရဲနဲ့စကားဆက်ပြောဖြစ်ခဲ့ကြသည်ငါသိချင်တာလေးတစ်ခုလောက်ရှိလို့မေးကြည့်လို့ရမလားဒါပေမဲ့အမှန်တိုင်းတော့ငါ့ကိုဖြေရမယ်နော်ဘာလဲမင်းနဲ့မင်းရဲ့အမကအတူအိပ်ပြီးသွားပြီလားမဟုတ်တရုတ်မေးလာတဲ့မိခွန်းကြောင့်အာဒန်မှာတောက်နေတဲ့လက်ဖက်ရည်တောင်တီးသွားသည်ဖြည်းဖြည်းလောက်ပါဟဲ့ဒါလေးမေးတာကိုဒီလောက်ထိဖြစ်သွားရတယ်လို့ဘာတွေလာမေးနေရလဲအချက်ကတပြားသားမှကိုမရှိဘူးနော်ခမည်းကဟာယောက်ျားချင်းမေးတာပဲဘာဖြစ်လဲသိချင်လို့လေပြောစမ်းမှာအိပ်ပြီးပြီလားလို့ယောက်ျားလေးဖြစ်ပြီးသူများကိုရေးကိုတာကိုအဲ့လောက်ထိဆက်စုရလားဟူသည့်အကြည့်ဖြင့်နွမ်းကိုကြည့်လေသည်ပြီးမှနွမ်းမေးထားတဲ့မိခွန်းကိုပြန်ဖြေပေးလိုက်၏ခမည်းကျွန်တော်ကိုဘယ်လိုလူစားမျိုးထင်နေလို့လဲကျွန်တော်ကမိန်းကလေးတယောက်ကိုချစ်ပြီးကြိုက်ပြီးရင်ဂရင်မော်ခေါ်တင်တတ်တဲ့ယောက်ျားမျိုးမဟုတ်ဘူးနားလေလား
ဒါဆိုရင်မင်းတို့နှစ်ယောက်ကဒီတိုင်းရိုးရိုးသားသားပဲဘာမှမပါရသေးဘူးပေါ့နော်။အော်ခမရပြောလေဆိုးလေမလုံနဲ့။သူကြားကျင်တဲ့အဖြေလေးကြားရပြီးပျော်သွားတဲ့နွမ်းကိုကြည့်ပြီးအာဒန်ကစောက်ယူမှတကယ်စောက်ယူပဲလို့စိတ်ထဲမှာဆဲပေးလိုက်သည်။ဟိတ်ကောင်လေးမင်းကိုပြောစရာတခုရှိတယ်။ဟုတ်ကဲ့ပြောပါ။ကိုနဲ့လိုက်အိတ်ပေးမလား။မင်းတောင်းတလောက်ပေးမယ်လေ။မနစ်နာစေရပါဘူး။တခုခုမာမယ်ထင်ပြီးစကားကောင်းကောင်းလက်ခံပြောခဲ့ပေမဲ့သူ့ကိုဈေးခေါ်တဲ့စကားပြောလာတော့အာဒန်စိတ်တူသွားသည်ကျွန်တော်အဲ့လောက်မလုပ်ဘူးဗျဈေးကင်နေတာလားခမလူလိုပြောနေတာနားမလဲဘူးလားကျုပ်အဲ့လိုလူစားမျိုးမဟုတ်ဘူးလာစမ်းပါကွာထိုလူကအာဒန်လက်ကိုလမ်းဆွဲလိုက်တော့ဒေါသငယ်ထိတ်ရောက်သွားတော့သည်အလုတ်ထဲမှာဖြစ်နေလို့တီးခတ်နေတာအပြင်မှာသာဆိုဒီလူတစားစီဖြစ်သွားနေလောက်ပြီခမလက်ကိုအခုလွတ်လိုက်နော်ကျုပ်ဒီထက်ပိုပြီးဒေါသမထွက်ချင်ဘူးဘာပြောတယ်မင်းလိုစပွဲထိုးကောင်ကငါလိုလူကိုပြန်អော်ရဲတယ်ပေါ့။အော်ရဲယုံနဲ့ဘဲကမလဲကျုပ်ကဆွဲလဲထိုးရဲတယ်။ပြောပြီးထိုလူရဲ့မျက်နှာကိုခွက်ခနဲ့ပိတ်ထိုးချလိုက်တော့ဘေးနားမှာထိုင်နေတဲ့လူများလည်းရုပ်ရုပ်သဲသဲဖြစ်ကုန်ကြပြီးအထိုးခံလိုက်ရတဲ့လူကလည်းမကျေနပ်သဖြင့်အာဒန်ကိုပြန်ထိုးဖို့အတွက်ထလာခဲ့သည်။သို့သောအာဒန်ကသူ့ရဲ့ထိုးချက်တိုင်းကိုရှောင်သိမ်းနိုင်ခဲ့ပြီးသူကကြီးပဲအထိုးခံလိုက်ရသည်။ထိုတို့ရံပွဲဖြစ်နေချိန်စပေးရဲ့ပိုင်ရှင်ခန့်ကရောက်ချက်လာပြီးရံပွဲကိုဝင်တားခဲ့သည်။ထို့နောက်ရဲစခန်းမှာရှင်းမိဟုတာတကယ်ကဲလုံးနေတဲ့ဧည့်သည်ကိုခန့်တယောက်မနေတောင်းပန်လိုက်ကကြေအေးလိုက်ရသည်အာဒန်ဘလို့ဖြစ်တာလဲကျွန်တော်တောင်းပန်ပါတယ်တထေးဒေါသရှိထားရင်မားတတ်တယ်ဆိုတဲ့စကားကဒေါသရှိထားရင်မှားတတ်တယ်ဆိုတဲ့စကားကအလကားထားတာမဟုတ်ဘူးမင်းအလုံးလုံးနေတာကဘာတာမန်ရိုးရိုးလမ်းဘေးအရက်ဆိုင်တွေမှာတောင်မှကွာမူးလာရင်ပြဿနာအနှဲငယ်တော့ရှိတတ်ကြတာပဲဒီဘားမှလာတဲ့ဧည့်သည်တွေကစင်ရသားလမ်းဘေးကဂလေးကချေတွေမဟုတ်ဘူးချမ်းသာတဲ့လုပ်ငန်းရှင်တထေးတွေပဲတချို့ကသဘောကောင်းပေမဲ့တချို့ကမောက်ပါတယ်ရိုင်းနေဒါပေမဲ့မင်းကဒီကဝန်ထမ်းပဲလေတစ်ဖက်ကစကားလွန်လို့မင်းတုံ့ပြန်နေပဲထားအောင်လက်ကျွံသွားတဲ့မင်းကအပြစ်လုပ်မိတာပဲအဲ့တော့ကိုပြောချင်တာကိုမင်းသဘောပေါက်လားကျွန်တော်သဘောပေါက်ပါတယ်နောက်ခါဒီလိုမဖြစ်ရအောင်ကျွန်တော်ဘက်ကဆင်ခြင်မှမယ်ကောင်းတယ်ဒီအနေထားမှာကိုမင်းကိုချက်ချင်းအလုတ်ထုတ်ပစ်လိုက်လို့ရတယ်ဆိုတာသိတယ်နော်ဟုတ်ကဲ့သိပါတယ်ဗျာโอเคသွားတော့အလုတ်သွားလုပ်လို့ရပြီအာဒန်စိတ်ထင်တထေးကသူ့ကိုအလုတ်ထုတ်လောက်ပြီလို့တထစ်ချထင်နာခဲ့ပေမဲ့ကြီးကြီးမားမားစူပူတောင်းကျမ်းတာလောက်တောင်မလုပ်ပဲသူ့ကိုခက်အေးအေးစစ်စစ်တာပြောခဲ့သည့်အတွက်အံ့ဩသွားခဲ့သလိုထပ်ပြီးအလုတ်လက်မဲ့ဖြစ်သွားတော့မလားဆိုတဲ့စိုးရိမ်စိတ်ကလည်းလွတ်မြောက်ခဲ့ရသည်တထေးကဘာပြောလဲမင်းကိုနားနေခန်းထဲပြန်ရောက်လာတော့သူ့ရဲ့လှုပ်ဖော်ကင်ဖက်များကထို့သို့မိခဲ့ကြသည်ဘာမှမပြောဘူးမင်းကိုစိတ်မဆိုးဘူးလားငါတို့ကမင်းအလုတ်တောင်ထုတ်ခံရလို့ပြီလို့ထင်နေတာစိတ်မဆိုးဘူးစကားအေးအေးဆေးဆေးပဲပြောပြီးပြန်လွှတ်လိုက်တာအော်ဒါဆိုကောလာဟာလာတွေကတကယ်ပဲပေါ့နော်ဘာကောလာဟာလာလဲငါတို့တထေးခန့်ရဲ့ကောင်းကြောင်းစိတ်တဘောထားပြေဝတဲ့အကြောင်းလူကြီးလူကောင်းဆန်တဲ့အကြောင်းတွေပဲပေါ့ဒီလောက်ကြီးတဲ့ပြဿနာတွေဖြစ်သွားခဲ့တာတောင်မင်းကိုအလုံးမထုတ်တဲ့ပြင်စိတ်ဆိုးတာမျိုးတောင်မလုပ်ခဲ့ဘူးဆိုတော့နှက်သားလေးပဲပေါ့ထို့သောစကားပြောကောင်းနေကြစဉ်အလုတ်သမားခေါင်းဆောင်ဝင်လာခဲ့ပြီးစကားပွဲလဲရက်သွားခဲ့သည်ဘေဘီဘာလုပ်နေလဲအာဒန်ဖုန်းထဲနွမ်းစီကစာတစောင်ဝင်လာခဲ့သည်အလုံးမှာအားရင်ငါတို့တွေ့ကြမလားမအားဘူးချက်ချင်းပဲညင်းလိုက်တာနော်အရေးမြအဖက်မြတွေဆာလာပို့မနေနဲ့အာဒန်ကထို့သောစာပြန်ပို့လိုက်တော့နွမ်းကဝမ်းနေသွားတဲ့စတီကာလေးပို့လာခဲ့သည်ထို့နောက်အာဒန်စာထက်မပို့တော့ပဲဖုန်းကိုဘောင်းဘီအိတ်ကထဲထည့်ပြီးအလုပ်ဆက်လုပ်ခဲ့သည်ဟာရက်ဆက်လိုက်တာအာဒန်များစာထက်ပို့လာအောင်မလားလို့စောင့်နေခဲ့တော့လဲစာပို့မလာတော့နွမ်းကစူပုတ်ပုတ်လေးပြောမိသည်ဘသူကရက်ဆက်လို့လဲနွမ်းပြောလိုက်တဲ့စကားကိုအနားရောက်လာချိန်နှစုံနှဖျားကြားလိုက်တဲ့သူတကမေးလိုက်ခြင်းဖြစ်သည်မြောက်ပိုင်းသားမင်းလူတယောက်ကိုမြင်မြင်ချင်းချစ်ဘူးလားမြင်မြင်ချင်းချစ်တဲ့အချစ်ရှိတယ်ဆိုတာကောယုံလားကျွန်တော်ကတော့မချစ်ဘူးသေးလို့မပြောတတ်ဘူးအကိုရဲ့ဟမ်မင်းအသက်ကဘလောက်လဲမြောက်ပိုင်းသားလေးကမချစ်ဘူးသေးဘူးဆိုလို့မင်းအသက်အရွယ်ဘလောက်ရှိပြီလဲလို့မေးယူရသည်20လေဟာအသက်က20တောင်ရှိနေပြီအခုထိမချစ်ဘူးသေးဘူးရီးစားလဲမထားဘူးသေးဘူးဆိုတော့ငါဘယ်လိုယုံကြည်ပေးရမလဲအခုခေတ်ကြီးထဲမှာကွာမူဂျိုကလေးတောင်ရီးစားစာပေးတတ်နေတဲ့ခေတ်လေအကိုယုံတာမယုံတာတော့အကိုအပိုင်းလေကျွန်တော်ကအကိုမေးလို့အမှန်တိုင်းပြောပြရုံပဲဒါနဲ့ခုနကအကိုမေးတာကအကိုမှမြင်မြင်ချင်းချစ်မိနေတဲ့သူရှိပြီလို့ဆိုလိုတာလား
ဟုတ်တယ်ဒါပေမဲ့ကွာ तू ကအဖြောင်းဟာပူဆိုးတာကအခုလက်ရှိသူ့စီမှာမိန်းကလေးချစ်သူရှိနေတာပဲဟာအဲ့လိုဆိုဘယ်လွယ်ပါတော့မလဲအကိုရဲ့လက်လျှော့လိုက်ပါတော့ငါကဘာဖြစ်လို့လက်လျှော့ရမှာလဲစစ်မြေပြင်အောင်မရောက်သေးဘူးလက်နဲ့ချအရှုံးပေးဖို့ပြောနေပြီမင်းကတော့ကွာအဲ့ဒါကြောင့်ရီးစားမရတာသိလားမြောက်ပိုင်းသားရဲ့ဟာမသိတော့ဘူးဗျာအေးဘာမှမသိနဲ့အဲ့တော့မင်းကိုမြောက်ပိုင်းသားလို့မခေါ်ပဲငဒူလို့ပြောင်းခေါ်ပေးမယ်ကိုမင်းဖုန်းနံပါတ်ကိုအလွတ်မှတ်မိနေလို့ဆက်သွယ်လိုက်တာမင်းနေကောင်းပါတယ်နော်နင်းစီရှင်ဘာတူလဲကျမရှင်ကိုမသိဘူးဟာငါအတန်ကိုတော့မမှတ်မိတော့ဘူးလားအေးပေါ့မင်းအုံနောက်ကမှတ်ထားရမဲ့သူများနေတယ်ဆိုတော့လေမင်းနေရင်ကိုပဲပြန်မိတ်ဆက်ပေးလိုက်မယ်ငါနာမည်မိုက်ကယ်ဘာမိုက်ကယ်ထိုနာမည်ကိုကြားလိုက်ရခြင်းမှာပဲနင်းစီတုံလောက်သွားခဲ့ပြီချက်ချင်းဆိုသလိုဇောချွေးများလဲပြန်သွားရ၏အေးဟုတ်တယ်ငါပြန်လာပြီမင်းနဲ့ကစားဖို့ငါအထဲမှာရှိနေတဲ့10နှစ်လုံးကစားနည်းအစုံကိုငါစဉ်းစားလာပြီးသားနင်းနဲ့ငါကြားမှာဘာမှပတ်သက်စရာအကြောင်းမရှိတော့ဘူးနင်ထောင်ကထွက်လာခဲ့ပြီဆိုရင်လဲကို့ဘွားကိုအေးဆေးနေလိုက်တော့ငါ့ကိုမနှောက်ယှက်နဲ့တော့မိုက်ကယ်ငါကမင်းစီကိုပဲပြန်လာတာမနှက်ဖြန်ငါ့ကိုလာတွေ့အေးတကယ်လို့မင်းမလာခဲ့ဘူးဆိုရင်မင်းရှိတဲ့နေရာအထိငါလာရှာမှာနော်ဟာနင်းစီစိတ်တူတူနဲ့ဖုံးကိုချပစ်လိုက်သည်10နှစ်ဆိုတဲ့အချိန်ကအဲ့လောက်ပဲမြန်သလားခွေးကောင်အပြင်ပြန်ရောက်နေပြီဆိုတော့ညီမျိုးစုံနဲ့ငါ့ကိုဒုက္ခပေးတော့မှာပဲငါဘယ်လိုလုပ်ရမလဲအမှန်တော့မိုက်ကယ်ထောင်ကပြန်ထွက်လာမှာကိုနင်းစီတယောက်အရန်ကြောက်နေခဲ့တာဖြစ်ပြီးအခုတော့သူတွေးကြောက်နေတဲ့အရာကြီးကတကယ်ဖြစ်လာခဲ့ပြီနင်းစီဘာတွေစဉ်းစားနေရလဲဟင်းတွေတောင်အေးကုန်တော့မယ်ကိုကြည့်နေတာကြာပြီဘာဖြစ်လို့လဲနင်းစီရဲ့အော်ဘာမှမဟုတ်ပါဘူးဒီနေ့နင်းစီတိတ်ပြီးနေမကောင်းမှုအကိုမနှက်ဖြန်လဲတရက်လောက်အိမ်မှာနှားရမယ်ထင်တယ်ဟုတ်လားကိုစီးခန်းလိုက်ပြပေးရမလားရတယ်ပြန်ရောက်မှဆေးတောက်ပြီးနားလိုက်တော့မယ်အဲ့မှာအဲ့ဒါဆိုရင်လဲစားလေစားပြီးရင်ကိုကားနဲ့လိုက်ပို့ပေးလိုက်မယ်ဟုတ်အကိုစားပြီးတော့မင်းပညာကနင်းစီကိုသူမနေတဲ့အဆောင်ထိကားနဲ့လိုက်ပို့လိုက်သည်တလန်းလုံးလဲနင်းစီကိုအရေးတကြီးကြီးနဲ့ဒီနေ့မျက်နှာမှာမူမမှန်တာတွေပုံမှန်မဟုတ်နေတာတွေကိုအကဲခတ်မိ၏သူမတခုခုကိုစိုးရိမ်နေသလိုပါပဲဒါပေမဲ့လည်းနေမကောင်းလို့ဖြစ်ပါလိမ့်မည်စိတ်ပူစရာတော့မရှိတော့ပါဘူးလေကောင်းကောင်းအနားယူနော်မတက်တာရင်ကိုယ့်ကိုယ်တာလမ်းခေါ်လိုက်ပါဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်နော်အကိုရပါတယ်ပြောစရာမှမဟုတ်တာနင်းစီတယောက်ကားပေါ်ကဆင်းပြီးအဆောင်ထဲဝင်သွားတာတောင်ဟိုကြည့်တီကြီးနဲ့စိတ်မလုံဖြစ်နေခဲ့သည်မိုက်ကယ်ဆိုတဲ့ယောက်ျားကိုလူတောင်မမြင်ရသေးပဲအတန်ကြားရုံနဲ့တင်ကြောချမ်းနေရတော့သည်အခန်းထဲပြန်ရောက်ပြီးအိယာပေါ်လှဲရင်ခဏနားနေတုံးရှိသည်အာဒန်စီမှစာဝင်လာခဲ့သည်မကျွန်တော်မနဲ့တွေ့ကျင်တယ်လွမ်းတယ်ခါတိုင်းဆိုအာဒန်စီကစာဝင်လာရင်ဒါမှမဟုတ်သူဖုန်းလေးခေါ်လာရင်ပဲဖြစ်ဖြစ်ပျော်နေတဲ့သူလေးကအခုတော့စိုးရိမ်စိတ်နဲ့တယ်ဘာမှမလုပ်ချင်ဖြစ်နေတော့သည်မနေမကောင်းလို့ဒီနေ့တော့မတွေ့တော့ဘူးနော်မနေမကောင်းဘူးလားမောင်ဆေးဝယ်ပြီးအဆောင်ကိုလာပို့ပေးမယ်လေမလာခဲ့နဲ့သူမချက်ချင်းပြန်ညင်းလိုက်မိ၏ဘာဖြစ်လို့လဲမရဲ့ကျွန်တော်မမျက်နှာလေးကိုမြင်ချင်လို့ပါစိတ်ပူတယ်လေမဆေးတောက်ပြီးပြီအခုခဏအိတ်လိုက်အောင်မလို့အော်ဟုတ်ကျမရေးကယူဆိုင်နော်မအေးရေးဝမကျွန်တော်ကိုစာပြန်ပို့ခဲ့ပါအခုတော့နားလိုက်ပါအောင်ကောင်လေးပို့လာတဲ့နောက်ဆုံးစာကိုဖတ်ပြီးနင်းစီစာမပြန်ဖြစ်တော့ပဲဖုံးပိတ်ထားလိုက်သည်အာဒန်ဒီခါတိုင်းလိုပဲအလုပ်ချိန်ပြီးတော့အိမ်ပြန်ဖို့ဆိုင်ထဲမှထွက်လာခဲ့လိုက်သည်မိုးရွာတဲ့နေ့ကလွဲပြီးကြံတဲ့အချိန်တွေဆိုအမြဲလမ်းလျှောက်ပြန်နေကြဖြစ်သည်လမ်းလျှောက်ပြန်တော့ကားခါလဲတက်တာသွားသလိုပတ်စံပိုစုမိချင်းကြောင့်လည်းဖြစ်သည်ဒီညတော့နင်းစီနဲ့လည်းနေမကောင်းလို့မတွေ့ဖြစ်တော့သလိုအလုတ်ဆင်းချိန်ဆိုဆိုင်ရှိလာဆောင်ပြီးအနောက်ရှက်ပေးတတ်တဲ့အယူကောင်လေးလည်းမပါလာတော့အိမ်ပြန်လန်းကပို့ပြီးလန်ခီးရှိနေသလိုကောင်လေးစိတ်ထဲထင်နေမိသည်ထို့သောတွေးရင်မှပဲရှေ့ခလန်းလန်းကဘတ်စကားမတိုင်နားမှာနွမ်းကလူတစ်ယောက်နဲ့စကားပြောပြီးရက်နေသည်ကိုတွေးလိုက်ရ၏ကြီးလိုက်တာနဲ့ကိုမတင်ငါစရာကောင်းလွန်းနေတဲ့ထိုနှစ်ယောက်ရဲ့အနေထားအားကောင်လေးကခံမှန်းကြည့်လိုက်သည်မှာမူရစေဝါရောင်းဝယ်နေကြသည်များလားဟူ၍ပင်ကောင်လေးတဖြည်းဖြည်းနဲ့ထိုဘတ်စကားမတိုင်နားကိုရောက်လာတော့မသိချင်အောင်ဆောင်ကကြော်သားဖို့လုပ်နေသည်ကိုလည်းမျက်စိလေးမေးတွေ့သွားတဲ့နွမ်းကသူနဲ့အတူရက်နေတဲ့အမျိုးသားကိုစကားဖြတ်လိုက်ပြီးနှုတ်ဆက်ကကောင်လေးနောက်သို့ပြေးလိုက်လာလေသည်ဟဲ့ငါ့ကိုစောင့်မအောင်သူ့ကိုမြင်တိုင်းမကြည့်သလိုအမြဲကြည့်တတ်တဲ့ထိုကောင်လေးကိုနွမ်းကစကားတခွန်းထပ်ပြောလိုက်ပြန်သည်
မင်းကတော့လေငါ့ကိုမြင်တိုင်းစိတ်ရှုပ်เสียလို့ပဲမြင်နေတာလားအဲ့လောက်တောင်သိတာနေလို့လားအင်းဘောမင်းရဲ့အကြည့်နဲ့ပုံစံကကြောက်ဖို့ကောင်းလို့နဲ့နည်းနည်းလေးတော့လျှော့ပါအောင်ဟာမကျင်နဲ့ရင်ကျုံနဲ့ဝေးဝေးမှသွားနေလေအခုကောဘာကိစ္စနဲ့လိုက်လာပြန်တာလဲဒီနေ့တနေ့ကုန်လုံးမင်းနဲ့မတွေ့ရသေးဘူးလေအဲ့အကြောင်းအခုတွေ့ရအောင်လိုက်လာတာနေ့တိုင်းတွေ့ရအောင်ခမနဲ့ကျုပ်ကဘာမှလည်းမဆိုင်ဘူးခမကိုကျုပ်တော့နားကိုမလဲနိုင်တော့ဘူးအကိုတယောက်လိုသဘောထားပေးရအောင်လဲကျုပ်လောက်တောင်မရင်ကျက်သေးဘူးတငယ်ချင်းလိုပေါင်းရအောင်လဲခမနဲ့ပေါင်းရင်ကောင်းကျိုးဘာတစ်ခုမှမရနိုင်ဘူးဒီတော့ခမနဲ့ကျွန်တော်နဲ့ကဘလို့မှမအပ်ဆက်နေဘူးကိုဘွားနဲ့ကိုနေစမ်းပါဗျာဘသူကရောမင်းရဲ့အကိုမင်းရဲ့တငယ်ချင်းဖြစ်ချင်တယ်လို့ပြောနေလို့လေမင်းပါတာတွေးချင်တာတွေးပြီးပြောချင်တာပြောနေတာခမပဲကျွန်တော်ကိုသဘောကျတယ်မိတ်ဆွေဖြစ်ချင်တယ်ဆိုအမျိုးမျိုးပဲအေးလေငါမင်းကိုသဘောကျတယ်ဆိုတာဟိုလိုကိုပြောတာဘလို့လဲရှင်းရှင်းပြောနောက်မှပဲပြောတော့မယ်ကွာအခုကအချိန်ကောင်းမဟုတ်သေးဘူးဒါဆိုလဲပြောမနေနဲ့တော့ကျုပ်အိမ်ရှိလဲရောက်ပြီခမလည်းပြန်လိုက်တော့အလုတ်ပင်မန်းနဲ့နားချင်နေပြီနေပါအောင်ငါမင်းနဲ့နေလို့မဝသေးဘူးမင်းနားချင်ရင်အိမ်ထဲဝင်ရအောင်လေခမကိုအိမ်ထဲမခေါ်ဘူးပြန်တော့လှုပ်ပါအိမ်ထဲပေးဝင်လေးနော်ဟာစောက်စီရပဲဗျာကျုပ်ခမမျက်ခွက်ကိုနှစ်ချက်လောက်ဆင့်ထိုးလိုက်ချင်နေပြီထိုးလေထိုးလိုက်ပြီးရင်ငါ့ကိုအိမ်ထဲခေါ်ပြီးမင်းကိုယ်တိုင်ဆေးထည့်ပေးရမယ်ဆူတောင်းနေလိုက်လေအဲ့မှာအာဒန်အိမ်တကားကိုဆွဲဖွင့်ကဝင်သွားလိုက်ပြီးဒုံကနေတစ်ချက်ပြန်ပိတ်လိုက်သည်သူ့ကိုအိမ်ထဲပေးမဝင်လို့မျက်နှာငယ်လေးနဲ့တနာစရာရုပ်လေးဖြစ်ကြံရစ်ခဲ့တဲ့နွမ်းကကောင်လေးများစိတ်ပြောင်းပြီးတကားပြန်လာဖွင့်ပေးမလားဆိုပြီးမျောလင့်တကြီးစောင့်နေခဲ့ပေမဲ့လည်းပဲနောက်တနားရီကြာသွားသည့်တိုင်ပြန်ထွက်မလာတဲ့ဖြင့်တုံနေကွေးခြေလမ်းများနဲ့စိတ်မကောင်းဖြစ်ပြီးလှည့်ပြန်သွားခဲ့တော့သည်ဒါကိုပတင်းပေါက်လိုက်ကကြားထဲကနေလှမ်းပြီးခိုးကြည့်နေတဲ့ကောင်လေးမြင်တော့စိတ်ထဲတစ်မျိုးဖြစ်သွားပေမဲ့လည်းအမြဲတမ်းအယောဝင်ပြီးအလျှော့ပေးလို့ရင်ရောင်းတက်လာမှာကိုလည်းသူမလိုလားပြန်ကိုကြီးအခုတလောတိတ်မလာဘူးနော်အဲ့ဒါဘာဖြစ်လို့လဲအလုပ်လေးတွေရှိတယ်လေအော်မသိပါဘူးအစ်စ်များတွေ့သွားပြီလားလို့ထင်နေတာအစ်စ်တွေ့တိုင်းလဲအဟောင်းကိုမမေ့ပါဘူးဒါဆိုရင်လည်းနောက်တစ်ခေါက်အကြာကြီးပြစ်မထားရဘူးနော်ကျွန်တော်စောင့်နေမယ်โอเคပါအခုကိုပြီးလိုက်တဲ့လားကိုဆန္ဒကတော့နောက်တစ်ချီထပ်သွားခြင်းသေးတယ်ရတယ်လေကျွန်တော်လည်းဒီနေ့အကိုအပေါ်မှာစိတ်ရိုက်နေမိတယ်မရက်ပြစ်ချင်သေးဘူးနွမ်းကသူ့ရဲ့ဧည့်သည်တိုင်းကိုမူရမာယာတွေနဲ့မြူဆွဲပြီးဆွဲဆောင်ထားသလိုပြားတကာလိုချုံမြင်နေတဲ့အပြောချိုချိုလေးတွေကိုလည်းတခြားသူတွေသူ့ညွတ်ကွင်းထဲကရုံမထွက်ရအောင်လဲဖန်ဆားတတ်သေးသည်အပျော်မောင်တယောက်တက်အပ်တဲ့ပညာအလုံးကိုနောကျင်နေသူတယောက်လို့ပြောရင်တော့မမားနိုင်ပေမင်းကအခုထိအလားမပြတ်သေးဘူးနော်နင်းစီပိုတောင်လှလာသေးတယ်ဈေးကြီးတာတွေတုံးနိုင်ဖြုံးနိုင်လို့နဲ့တူတယ်အပိုတွေပြောမနေနဲ့ငါ့ကိုတွေးချင်တာဘာကိစ္စရှိလို့လဲငါမင်းနဲ့ပြန်တွဲချင်တယ်ငါဂတိပေးပါတယ်အရင်လိုမဆိုးတော့ပါဘူးကျမစိတ်မပါတော့ဘူးရှင်ကိုကျမရင်ဘတ်ထဲကထုတ်ပစ်လိုက်တာကြာခဲ့ပြီမင်းအသက်ရသွားပြီလားအဲ့ကောင်ဘာတူလဲအဲ့ဒါရှင်သိစရာမလိုပါဘူးကျမရှင်နဲ့ထပ်မပတ်သက်ချင်တော့ဘူးအဲ့ဒါကြောင့်ထပ်ပြီးမဆက်သွယ်နဲ့တော့ဒါဆိုရင်လည်းမင်းကိုစဉ်းစားစရာနှစ်ခုပေးမယ်ငါနဲ့ပြန်တွဲမှာလားမင်းဘဝကိုငါလက်နဲ့ဖျက်ဆီးပစ်လိုက်ရမှာလားမင်းစိတ်ကြိုက်ရွေးလိုက်လေငါထောင်ကျသွားတာမင်းစနက်မှန်းငါမသိဘူးလို့ထင်နေတာလားနင်းစီမင်းကလူလေးလှသလောက်မြေခွေးလဲဆန်တယ်နော်ငါ့ကိုလာပြီးချင်းချောင်းနေနဲ့ငါမကြောက်ဘူးငါဘက်ကတော့မင်းကိုပြက်တယ်ငါသွားမယ်ဟာတေချာစဉ်းစားနော်မင်းကမြေခွေးမဆိုရင်ငါလဲမြေခွေးပဲနော်အဲ့ဒါသိထားနင်းစီဘာမှအထက်မပြောတော့ပဲထိုင်နေရမှထပြန်သွားလိုက်သည်အတိတ်မှာသူနဲ့ပတ်သက်လို့အမတ်တရားဆိုတာနာကျင်မှုနဲ့မျက်ရည်တွေနောင်တတွေပဲကြံရစ်ခဲ့သည်တက်မဲ့ကျမဘွားကိုဒုက္ခပေးဖို့အကြံစီတွေနဲ့ပြန်လာမှန်းသိသိတာပေါ့မစိုးတော့ဘူးဆိုတဲ့စကားကအပိုတွေသူတာတိတက်ရင်ကျမစီကိုဘယ်တော့မှပြန်မလာသင့်တော့ဘူးကပချီနိုတစ်ခွက်ပေးပါဟိုနားကဝိုင်းမှာထိုင်မယ်နော်ကျွန်တော်ကိုလည်းကပချီနိုပဲပေးပါဒီညီနဲ့အတူတူထိုင်ပါအဲ့ဒီဝိုင်းမှာပဲချပေးနော်သူတကရှေ့ဆုံးကနေကပချီနိုတစ်ခွက်မာလိုက်တာနဲ့သူ့နောက်မှတယောက်ကလည်းသူ့အတိုင်းလိုက်မာပြီးသူနဲ့ပါအတူတူထိုင်မယ်ဆိုပြီးပြောလာတော့ဘယ်သူများလဲလို့သူ့နောက်ကလူကိုကြည့်လိုက်သည်အိုးဟိုတယောက်ပဲနှုတ်ဖျားကလှုပ်ခနဲထွက်မိသွားသည်ကိုမတ်မိတယ်ပေါ့ကိုနာမည်ကခန့်သည်အပြုံးလေးဖြင့်သူ့ကိုယ်သူမိတ်ဆက်လိုက်သည်အော်ဟုတ်ကျွန်တော်နာမည်သူ့တာပါကိုမတ်ထားလိုက်မယ်နော်လာလေဟိုနောက်တော့ထိုင်မယ်ပြောပြီးစောကသူ့တာထိုင်မယ်လို့ပြထားတဲ့ဝိုင်းလေးမှာတော့ထိုင်လိုက်ကြသည်တိုက်ဆိုင်လိုက်တာကိုကမင်းနဲ့ထက်ဆုံဖြစ်မယ်လို့တောင်မတွေးထားဘူး
ကို့ထင်ပြောရရင်အညာကမင်းဘားကိုရောက်လာတာအဲ့ဒါပထမဆုံးပဲနေမယ်ဟုတ်ရလားကိုပြောတာဟုတ်ပါတယ်တငယ်ချင်းကခေါ်လို့သွားလိုက်တာဟိုရောက်တော့မဝင်ရဲဘူးဖြစ်နေတာလေဟုတ်လားဒါဆိုရင်မင်းကဒီနေရမဟုတ်တော့ဘူးကျွန်တော်မြောက်ပိုင်းကပါဘယ်မြောက်ပိုင်းလဲရှမ်းပြည်မြောက်ပိုင်းဘက်ကလားမဟုတ်ပါဘူးကျွန်တော်ကချင်ပြည်နယ်ဘက်ကပါအော်ဒါဆိုရင်ကချင်လူမျိုးလားညီကမဟုတ်ဘူးပမာပါပဲအော်အေးပါထိုအခါကပချီနိုလာချပြီးတော့တောက်ရင်စကားတွေဆက်ပြောဖြစ်ကြသည်ခန့်သည်ရှက်ကော်လန်အဖြူနဲ့အမဲကိုတလက်စီဝတ်ဆင်တတ်ပြီးစတိုင်ပန်ကိုခပ်ပတ်နဲ့ကြာကြာနာနာဝတ်စားတတ်ကမျက်လုံးကြည်ကြည်မျက်ခုံးကောင်းကောင်းနဲ့ပြုံးရည်လိုက်ရင်အရန်ကိုချောမောလွန်းသူလည်းဖြစ်သည်အခုလိုမျက်နှာချင်းဆိုင်ပြီးတေချာထိုင်ကြည့်လိုက်မှပဲခန့်ရဲ့ချောမောမှုနဲ့တီကြီးခန့်ညားမှုတွေကိုတူတာတယောက်အကြည့်မလွဲနိုင်အောင်အထိဆွဲဆောင်မှုရှိလွန်းနေသည်ညီရဒီကိုဘာလှုပ်လာလှုပ်တာလဲအခုရောဘာတွေလုပ်နေလဲအလှုပ်ရှာချင်ရင်ကို့ကိုဆက်သွယ်လို့ရတယ်နော်တိလားကိုစီမှာအသိမိတ်ဆွေကောင်းနေအများကြီးရှိတယ်အဲ့ဒါကြောင့်မို့အားမနာပါနဲ့ဟုတ်ကဲ့အခုလောလောဆယ်တော့ကျွန်တော်စီမှာအလုပ်ရှိပါတယ်လိုအပ်လာရင်အကူအညီတောင်းမယ်နော်โอเคညီရတယ်အချိန်မရွေးဆက်သွယ်လိုက်ပါဟုတ်ကျေးဇူးပါဗျပလဲနဲ့တွယ်ကိုလူတစ်ထက်ခေါ်လာပြန်တဲ့နင်းစီဒီတယောက်ကအစ်စ်လေးနော်စမ်းကြည့်ချင်မလားဆိုပြီးခေါ်လာပေးတာနင်းစီဆိုလိုချင်တဲ့သဘောကအခုတစ်ခါခေါ်လာတဲ့လူတစ်ကောင်လေးကအရင်လူတွေလိုအောက်ပုတ်ကိုမဟုတ်ပဲအထက်ပုတ်ကိုဟုဆိုလိုခြင်းဖြစ်သည်ဟုတ်လားကောင်လေးအားတစ်ချက်ရှိုးကြည့်လိုက်တော့မဟာတရားအထက်ပုတ်ကိုဆန်လွန်းနေပြီးဂျာကြီးအကြိုက်နဲ့တောင်ခတ်ဆင်ဆင်ဖြစ်လိုက်သေးသည်ဘလို့လဲသဘောကျရလားကျမပြောရရင်ကောင်လေးကအဆင်ပြေတယ်ဆိုတဲ့ထက်ကိုပိုနေပါသေးတယ်ငါကတော့ကြိုက်ပါတယ်ဒါပေမဲ့လူပဲသွင်းခဲ့လို့မရဘူးနော်ဧည့်သည်တွေကိုလည်းလမ်းညွှန်ပေးရမယ်အသစ်ဆန်းရှိတယ်လို့ပြောအင်းပါကျမလုပ်ပေးပါမယ်နာမည်ဘလို့ခေါ်လဲဂျာကြီးကထိုကောင်လေးဖက်လှည့်ပြီးမေးလိုက်သည်ဘုံဝါဘုံနဲ့လားမင်းဒီမှာအလုပ်လုပ်မယ်ဆိုရင်စီမင်းစည်းကမ်းတွေတော့ရှိရဲ့နော်ဟုတ်ရပါတယ်ဖုံးပုံစံကအေးတယ်ထင်ရပေမဲ့နည်းနည်းလေးတော့ကြစ်ကန်ကန်ဖြစ်နေသည်သို့တော့သူဘယ်လိုပုံစံမျိုးနဲ့ကင်တွယ်ရမလဲဆိုတဲ့အရေးချင်းကိုပဲစောင့်ကြည့်ရမည်အာဒန်ခဏနေအလုပ်စင်းရင်ငါတို့နဲ့လိုက်ခဲ့မင်းကိုအရင်မိုက်တဲ့နေရာတစ်ခုစီခေါ်ထားပေးမယ်လုံးဝမိုက်တယ်နော်ဘယ်နေရာလဲပလဲနဲ့တွယ်ဘာပလဲနဲ့တွယ်ဟုတ်လားပလဲနဲ့တွယ်ဆိုလို့ဟိုတခါမွေးနေ့ပွဲမှာမှားကပလဲနဲ့တွယ်ကမန်နေဂျာတယောက်နဲ့မိတ်ဆက်ပေးခဲ့သေးတာကိုပြန်ပြီးသတိရမိသွားခဲ့သည်လိုက်မလားမလိုက်ဘူးလားအဲ့ဒါပဲပြောဘယ်လိုလဲဆိုတာကိုတော့မင်းဟိုရောက်ရင်သိရမှာပေါ့ကွာโอเคလေလိုက်ခဲ့မယ်ဟာဒီလိုမှပေါ့ကွာနောက်နိုင်ရွယ်လောက်ကြာတော့အလုပ်ချိန်ပြီးတာနဲ့သူ့ရဲ့လှုပ်ဖော်ကင်ဘက်၃ယောက်နဲ့အတူအာဒန်တို့ကားတစ်စီးငားလိုက်ပြီးအလုပ်ကနေပဲတခါတည်းပလဲနဲ့တွယ်တို့သွားခဲ့ကြသည်ကဲရောက်ပြီဒီနေရာပဲပြောရင်ကားခရှင်းလိုက်ပြီးအားလုံးလဲကားပေါ်မှာဆင်းလိုက်ကြကဆိုင်ထဲဝင်သွားခဲ့သည်ထို့နောက်သူတို့သည် VIP တခန်းကိုယူလိုက်ပြီးအာဒန်လဲရောင်လဲလဲနဲ့လိုက်သွားခဲ့သည်အခန်းထဲရောက်တော့လူအိတ်ကရင်ကြီးနှလုံးနဲ့အခြားအခန်းဝင်ပစ္စည်းတချို့ကိုတော့တွေ့ရသည်ဒါဟိုတယ်လားတဲခိုခန်းလားအိတ်ဖို့ခေါ်လာတာလားအာဒန်ကထို့သို့မေးလိုက်ပေမဲ့သူ့အဖော်တွေကတော့စောင့်ကြည့်ဖို့သာပြန်ပြောလိုက်သည်ခဏဆောင်လေမလောနဲ့ထိုအချိန်တစ်ဖက်မှာတော့ဂျာကြီးက VIP ၄ယောက်ကိုလက်ခံရရှိထားပြီးနွမ်းနဲ့သူဒအပြင်တခြား၂ယောက်ကိုလည်းထိုဧည့်သည်တွေနဲ့တွေ့ဖို့စီစဉ်ပေးခဲ့သည်။သို့နှင့်တိတ်မကြခင်မှာပဲအာဒန်တို့ရှိနေတဲ့အခန်းထဲသို့နွမ်းတို့ရောက်သွားခဲ့ကြသည်။အခန်းတကားခောက်တံပေးပြီးယောက်ျား၄ယောက်ဝင်လာတော့ကြံ၃ယောက်ကအေးဆေးဖြစ်နေပြီးအာဒန်၁ယောက်ကတော့အံ့ဩသွားခဲ့သည်။ဟာဘာကြီးလဲပေါ့။ထိုစဉ်ခါတိုင်းလိုဧည့်သည်တွေပဲအထင်နဲ့သူ့မာယာတွေကိုစတုံးဖို့ပြင်နေတဲ့နွမ်းကသူ့ရှိတက်တဲ့ကဂရင်ပေါ်မှာထိုင်နေသူအားအာဒန်မန်းသိသွားတဲ့အခါလုံးဝတရုပ်ပြက်သွားခဲ့သည်တစ်ဖက်ကအာဒန်လည်းနွမ်းရဲ့ပုံစံကိုမြင်ပြီးအံ့ဩသွားခဲ့ရသလိုအရာအလုံးကိုချက်ချင်းသဘောပေါက်သွားခဲ့တော့သည်နှစ်ယောက်သားဟာအခုအချိန်ကြောင့်ဘာဆက်လုပ်ရမှန်းမသိကြောင်နေခဲ့ကြပေမဲ့ကျန်တဲ့လူတွေကတော့သူ့လုပ်ကိုလုပ်ဆလုပ်နေကြပြီဖြစ်၏နွမ်းတယောက်ကတော့အခုအချိန်မှာလက်ထွက်သွားရမလားရှေ့ဆက်တိုးပြီးကို့အလုပ်ကိုဆက်လုပ်ရမလားတွေးဝေနေတော့အာဒန်ကနွမ်းဤလက်ကိုဆွဲကအခန်းထဲမှခေါ်ထွက်သွားလိုက်သည်ခမည်းပြောနေတဲ့မကောင်းတဲ့အလုပ်ဆိုတာဒါလားနွမ်းဟုတ်တယ်မင်းသိသိချင်နေခဲ့တယ်မဟုတ်ဘူးလားအခုတော့သိသွားပြီလေ
အာဒန်တယောက်သူ့မျက်စိကိုသူမယုံနိုင်ဖြစ်နေပြီးနွမ်းကိုလည်းဒီလိုလူစားဖြစ်နေလိမ့်မယ်လို့မထင်ထားခဲ့တဲ့အတွက်အခြေအနေတွေကိုလက်မခံနိုင်ဖြစ်နေခဲ့လေသည်ဟာငါကဘယ်လိုလူမျိုးတွေနဲ့ပတ်သက်နေမိတာလဲကွာဘာဖြစ်တာလဲစိတ်တူနေရလားစိတ်မတူဘူးဒေါသထွက်နေတာအိုးဘာလို့လဲငါအလောက်ကင်ကိုတီးသွားလို့မင်းကဒေါသထွက်တယ်မဟုတ်သေးပါဘူးမင်းနဲ့ငါကဘာမှမဆိုင်ဘူးလေမင်းတခုခုတော့မှားနေပြီထင်တယ်နော်ချတိတ်နွမ်းဒီပုံစံမပြတ်အိတ်ကက်ထဲကစီကရက်ကိုမင်းကြီးကဖွာနေလိုက်သေးသည်တနေ့ဒီလိုဖြစ်လာမယ်ဆိုတာသိတယ်လို့သူ့အတွက်ကလည်းဒါတွေကအတစ်ဆန်းမဟုတ်တော့တဲ့ဖြင့်အနေအေးဆေးနေရခြင်းလည်းဖြစ်မိထင်၏ဒါတွေကအတစ်ဆန်းမဟုတ်တော့တဲ့ဖြင့်အနေအေးဆေးနေရခြင်းလည်းဖြစ်မိထင်၏မသိဘူးခမ ्या ပြောသလိုပဲကျွန်တော်တို့ကဘာမှမဆိုင်ဘူးဟုတ်တယ်ဒါပေမဲ့ခမ ्या ကိုအခုလိုပုံစံမျိုးနဲ့မြင်လိုက်ရတော့ဘာကြောင့်ဒေါသထွက်သွားမှန်းမသိဘူးဘာကြောင့်ဒေါသထွက်သွားမှန်းကိုမသိတာထားပါတော့အဲ့တော့မင်းအခုအခန်းထဲပြန်သွားမလားဘယ်လိုလုပ်မလဲအခန်းထဲပြန်သွားပြီးဘာလုပ်ရမှာလဲကျွန်တော်အဲ့လိုမျိုးတွေစိတ်ဝင်စားဘူးဒါဆိုရင်မင်းဘာဖြစ်လို့သူတို့နဲ့လိုက်ခဲ့တာလဲမသိလို့လိုက်ခဲ့တာပေါ့အဲ့ကောင်တွေကဘာမှမပြောဘဲခေါ်လာတာလေခမ ्या ဘာကြီးတာလဲဘာမှမဟုတ်ပါဘူးဒါဆိုရင်လဲဟိုရှိနားကဆိုင်မှာတခုခုသွားတောက်ကြမလားတော်ပြီကျွန်တော်အိမ်ပြန်တော့မယ်ဘာဖြစ်လို့လဲငါဘယ်လိုလူစားလဲဆိုတာသိသွားတော့ငါနဲ့မပတ်သက်ချင်တော့တာလားနွမ်းမေးတာကိုပြန်မဖြေပဲအာဒန်မျက်လုံးမိတ်ခေါင်းခါလိုက်သည်သွားတော့လေငါဘဝအမှန်ကိုသိသွားတဲ့လူတိုင်းကမင်းလိုပါပဲကြောက်ခိုင်းပြီးထွက်သွားကြတယ်ငါအတွက်တော့နေသားကြနေပါပြီခမ ्या နဲ့ရှင်းစရာကိစ္စရှိသေးတယ်တနေရာကိုသွားမယ်စောစောကပဲနွမ်းကိုထူးဆန်းတယ်လို့ကြည့်ပြီးဒေါသထွက်နေတဲ့လူကအခုတော့လဲတနေရာမှာသွားပြီးစကားပြောဖို့ခေါ်နေပြန်သည်မင်းမပြန်တော့ဘူးလားမပြန်ဘူးဒေါနဲ့ပဲလမ်းဘေးကဘီယာဆိုင်လေးတစ်ဆိုင်မှာထိုင်တောက်ရင်စကားပြောခဲ့ကြသည်ခမ ्या တကယ်ပဲအဲ့အလုပ်ကိုလုပ်တာလားအော်ငါနဲ့ကွာမင်းမျက်စိနဲ့တောင်မြင်ပြီးသွားပြီမဟုတ်လားဘာဖြစ်လို့ထပ်မေးနေသေးတာလဲကိုမျက်စိကိုတောင်မယုံနိုင်လို့ခမ ्या ပါဇက်ကနေကိုတိုင်ပြောတာကိုကြားပြီးမှအတီးပြုတ်ကျင်သေးတာငါဘလို့ကောင်ကိုကြိုက်နေမိတာပါလေခက်ကြောင်ကြောင်ကောင်လေးပဲငါမကောင်းတဲ့အလုပ်လှုပ်ရှားတဲ့သူပဲရိုင်းရိုင်းပြောရရင်တော့ယောက်ျားပြည့်တစားပေါ့ခမ ्या ဘာလို့ဒီအလုပ်ကိုလုပ်တာလဲငါပျော်လို့စိတ်ပါလို့ဒီအလုပ်လုပ်နေတယ်လို့များမင်းထင်နေလားငါရောင်းစားခံရတာဘာဘလို့ဖြစ်လို့ရောင်းစားခံရတာလဲခမ ्या ကိုရောင်းလိုက်တဲ့လူကဘာတူလဲငါမပြောချင်ဘူးငါအကြောင်းတွေကိုတခြားလူတွေသိအောင်မပြောဖြစ်တာကြာပြီဘာလို့ဆိုငါလိုပြည့်တစားတယောက်ကဘာမှတန်ဖိုးမရှိဘူးလေငါအကြောင်းကိုသိသွားတော့ရောဘာအတူယူစရာများရှိမှမလို့လဲသိသွားရင်ပို့ပြီးတောင်ကဲ့ရဲ့သွားကြမှာတခြားလူတွေနဲ့ကျွန်တော်ကိုမနိုင်ပါနဲ့ပြောပြပါအဲ့လူကဘာတူလဲမင်းသူ့ကိုသိတယ်လေကျွန်တော်သိတဲ့လူအဲ့လူကဘာတူလဲကျွန်တော်စီမှာအတိတွေများများဆဆလည်းမရှိပါဘူးငါအတိထဲကလူတဲ့ဘာတူများဖြစ်မလဲလက်ချိုးရီလို့တောင်ရနေတဲ့ဟာကို तू ရှောက်ပြောနေတာများလားဒီလိုမေးရင်တမ်းမဖြေတာကိုပဲငါစိတ်မရှိတာကွာငါအသက်15နှစ်လောက်တုန်းကပြည်တစားယုံမှာရောင်းစားခံလိုက်ရပြီးဒီလောကထဲမှာရောက်လာခဲ့တာအခုဆိုရင်ငါအသက်က25နှစ်တောင်ရှိသွားပြီစဉ်းစားကြည့်ပေါ့10နှစ်လုံးလုံးငါဒီလောကမှာကျင်လည်လာခဲ့ရတာဒီနေ့ဒီချိန်ထိငါမယုံထွက်နိုင်သေးဘူးဟာခမ ्या တောက်တာအယမ်းများနေပြီတော်တော့မူးပြီးမှောက်သွားရင်ကျွန်တော်ကခမ ्या အိမ်ကိုလည်းသိတာမဟုတ်ဘူးငါ့ကိုမသားနဲ့ကွာငါစိတ်ညစ်နေတာငါရင်ထဲမှာမွန်းကျက်နေတာတွေဘလောက်ကြာခဲ့ပြီလဲငါမှရင်ဖွင့်ရမဲ့သူဆိုတာလည်းမရှိခဲ့ဘူးဘေးနားမှာဘီယာဘူးခွန်တွေကလည်းပုံလို့နေပြီတော်တော်တောက်နိုင်တဲ့သူပဲဒါပေမဲ့စိတ်ညစ်နေတယ်ဆိုတော့လဲအာထံမတားတော့ပဲနွမ်းကိုလွတ်ထားပေးလိုက်တော့သည်ထပ်တော့အောင်မယ်နော်ငါမူးသွားရင်ငါ့ကိုမထားခဲ့ပါနဲ့မင်းရဲ့အိမ်ကိုခေါ်သွားပေးနော်သူ့ပါဇက်ကတောက်လိုက်တဲ့အရည်တွေကမျက်လုံးကနေများအကုန်ပြန်ထွက်လာသလားမှတ်ရသည်ငိုနေလိုက်တာများခလေးလေးကြနေတာပဲခမ ्या ရဲ့နွမ်းကဘဲခနဲ့ထငိုတော့ကောင်လေးလဲဘာလို့ဘာကန်ရမှန်းမသိဖြစ်နေရသည်အရန်လဲမငိုနဲ့အောင်လေဘေးလူတွေကကျွန်တော်ကိုဝိုင်းကြည့်နေကြပြီတိတ်ပါတော့ဗျာကျွန်တော်ကြားဘူးတာတခုကတော့အရက်မူးလာရင်ငိုတဲ့လူနဲ့ရီတဲ့လူနှမျိုးရှိတယ်ရင်ထဲမှာမျိုးသိပ်ထားရတာတွေများပြီးမွန်းကျက်နေတဲ့လူကအရက်မူးလာရင်ငိုတက်ပြီးနောက်တစ်မျိုးကတော့ရင်ထဲမှာဘာခံစားချက်မှမရှိပဲဗလာဖြစ်နေတဲ့လူအဲ့လိုလူမျိုးကတော့အရက်မူးလာရင်ရီမောတက်တယ်တဲ့လေနည်းနည်းတော့ထိန်းလျှောက်လိုက်အောင်လေလေးတယ်ဗျမနိုင်ဘူးမနိုင်မနေနဲ့အာဒန်နွမ်းကိုအရက်ဆိုင်မှာတွဲခေါ်လာခဲ့ရသည်
ဖနက်ချွတ်အောင်အိမ်ထဲထိဖနက်စီးပြီးဝင်မလို့လားပြောတာပြောသည်သူကိုယ်တိုင်ပဲနွမ်းကိုဖနက်ချွတ်ပေးလိုက်ရသည်ထို့နောက်အခန်းထဲထိသွဲခေါ်သွားပြီးကရင်ပေါ်လဲချထားလိုက်သည်အာရန်ရဲ့တကုံလုံးလဲချွေးတွေနဲ့ရွှဲလွတ်သွားသည်ငါ့ဝတ်ကြွေးကလည်းကွာအိမ်ကအရက်သမားအဖေကိုတော့မနိုင်ပါဘူးဆိုအခုနောက်တစ်ယောက်ကပါငါ့ကိုဒုက္ခပေးပြန်ပြီးဟာအာဒန်ကအရက်နဲ့တွေဆွဲနေတဲ့နွမ်းကိုပေါ်ကအဝတ်တွေကိုချွတ်ပေးဖို့စူးစားတော့နွမ်းကအငြိမ်မနေပဲလှုပ်နေတော့ငြိမ်ငြိမ်လေးနေပါကွာနှံနှံစော်စော်နဲ့ငါအိပ်ရမှာမအိပ်ခိုင်းနိုင်ဘူးအာဒန်ရဲ့အဝတ်စားတွေကသူ့နဲ့တော့ကွက်တိပေမဲ့နွမ်းတွက်ကြတော့ကြီးနေပြန်သည်သို့တော့အခြားဝတ်ပေးစရာလည်းမရှိသဖြင့်ရှိတာလေးကိုသာဝတ်ပေးထားလိုက်ရခြင်းဖြစ်သည်နွမ်းကိုရေပတ်တိုက်အဝတ်လဲပေးပြီးမှအာဒန်လည်းရေမိုးချိုးကအိပ်ရဝင်ရတော့သည်သူ့ဘေးနားမှာအိပ်ပျော်နေတဲ့နွမ်းကိုကြည့်ပြီးတခုခုအတွေးလွန်နေပုံရသည်ခမည်းကိုရောင်းစားခဲ့တဲ့သူကဘသူများလဲဟာစဉ်းစားကြည့်လို့ကိုမရဘူးငါနဲ့သိတာဆိုလို့အလုတ်ထဲကကောင်တွေရဲ့မရဲ့ပဲရှိတာလေမလည်းအဲ့အလုတ်လုပ်တယ်နွမ်းလဲဒီအလုတ်ပဲမဟုတ်မှလွယ်ရောမလားမဖြစ်နိုင်ပါဘူးမကအဲ့လောက်ထိဆိုးဝါးတဲ့သူတော့မဖြစ်နိုင်ဘူးသူ့ဘာသာမလွဲမရှောင်တာလို့မကောင်းတဲ့အလုပ်လုပ်ခဲ့ရတယ်ဆိုပေမဲ့လူတယောက်ကိုပြည့်တစားယုံမှာရောင်းစားလောက်တဲ့အထိမိုက်မဲရိုင်းဆိုင်လွန်းတဲ့အလုပ်ကိုတော့သူလုံးဝမဟုတ်ဘူးနွမ်းရဲ့ခမရဲ့ဘဝကလည်းစိုးလိုက်တာကျွန်တော်သာခမနေရာမှာဆိုရင်ဘဝကြီးကိုအရှုံးပေးလိုက်တာကြာနေလောက်ပြီဒါပေမဲ့ခမကတော့အခုချိန်ထိလောကဒဏ်ကိုအန်တုပြီးရှင်သန်နေတော့မယ်လူတိုင်းကတော့ဘဝရဲ့အကောင်းဆုံးလောကဒဏ်တွေကိုအန်တုရင်အသက်ရှင်သွားကြရတယ်ဆိုပေမဲ့ခမတို့ကျွန်တော်တို့ရဲ့ဘဝတွေကတော့ခါလွန်ပါတယ်ကွာနွမ်းသည်အာဒန်ရဲ့ရင်ခွင်ထဲသို့အတင်းတိုးဝင်လာခဲ့တော့အသက်ရှူနှုံးမှန်မှန်လေးကိုသေချာခံစားလို့ရနေသည်အရင်တော့ကလိုစိတ်မျိုးနေတာဆိုရင်အာဒန်တယောက်နွမ်းကိုတွန်းထုတ်လိုက်ပြီးဖြစ်နေပေမဲ့လည်းနွမ်းအเจ้าကိုတဖြည်းဖြည်းချင်းသိလာပြီးဖြစ်သည့်နောက်မှာတော့တနာစိတ်တွေဝင်လာခဲ့ကအာဒန်ရဲ့နွမ်းပေါ်ပြုတ်မှုတဲ့အပြုတ်မှုတွေကလည်းအရင်ကထက်ဆိုင်ရင်နည်းနည်းလေးတော့နူးညံ့ခြင်းဘက်သို့ပြောင်းလဲလာခဲ့လေသည်တတီတီနဲ့ဖုန်းတွေဇက်တိုက်မြင်နေတော့နွမ်းဖုန်းကိုလမ်းယူလိုက်ပြီးအိတ်ချင်မိုးတူးမျက်လုံးတွေကိုပုတ်ရင်ဖုန်းကောက်ဖြေလိုက်လေသည်ဟယ်လိုနွမ်းမင်းဘယ်ရောက်နေရလဲအခုထိရောက်မလာသေးဘူးဒီနေ့ဘိုကင်တွေချိတ်ထားတာရှိတယ်လို့ပြောထားရက်နဲ့ဘယ်မှလဲဘယ်ကောင်နဲ့တော့အိတ်နေရလဲတစ်ဖက်မှဂျာကြီးရဲ့ပောက်ကွဲတံကအုံနောက်ထဲပလောင်ဆူသွားစေသည်ဟာကျွန်တော်အခုပဲလာခဲ့မယ်အေးမြင်မြန်လားအခုချက်ချင်းတော့ဟုတ်ကဲ့ပါနွမ်းဖုန်းကိုပြန်ချထားလိုက်ပြီးတစ်ဖက်ကိုလှည့်လိုက်တော့အာဒန်ကနင်းနေချိုက်ချိုက်အိပ်ပျော်နေသေးပဲလှလိုက်တဲ့မျက်နှာလေးပြစ်ချက်ကိုမရှိဘူးငါမင်းကိုကြိုက်တယ်ဘီဘီရဲ့ဒါပေမဲ့ငါခန္ဓာကိုယ်ကမတန့်ရှင်းတော့ဘူးမင်းကတကယ်ကိုအဖြူထဲလေးငါကကာလာတွေနဲ့ဂျိုကာကောင်ဒါကြောင့်ငါကြောင့်မင်းကိုအစွန်းထဲမခံချင်ဘူးငါသူ့ကိုနမ်းချင်လိုက်တာဒီလိုလုပ်လိုက်ရင်ငါဆန္ဒတွေကထိမ့်မရပဲနေကြလာတော့မယ်နွမ်းစိတ်ထဲထို့သို့တွေးရင်သူမထွက်သွားခင်လေးမှာအာဒန်ရဲ့ပါးပြင်လေးကိုလက်ကလေးနဲ့ပုတ်သက်ထိတွေ့သွားခဲ့သည်နူးညံ့နေတဲ့ပါးပြင်တွေနဲ့ပချိုင်လေးရဲ့နှကမ်းမွေးရဲရဲတွေကိုကို့အပိုင်များဖြစ်ရင်သိကောင်းမှာပဲလို့စိတ်ကူးတွေရင်မိသည်ဒါပေမဲ့ဝေးပါတယ်လေအခုတော့သွားလိုက်အောင်မယ်နော်နွမ်းသည်အိပ်ပျော်နေသေးတဲ့ကောင်လေးကိုမနှိုးတော့ပဲဖုန်းထဲကသာသူပြန်သွားပြီဖြစ်ကြောင်းကိုစာလေးပို့ထားလိုက်သည်ဒီလိုလုပ်လိုက်တော့အ ਨੇ ဆုံးအာဒန်အိပ်ရေးဝသွားမိပေါ့အကိုငါ့ကိုခေါ်တာလားဟုတ်တယ်အကိုကိုပဲခေါ်တာပါဘာကိစ္စရှိလို့လဲထွေထွေထူးထူးတော့မဟုတ်ပါဘူးအကိုနဲ့မိတ်ဆက်ချင်လို့ကျွန်တော်နာမည်ကဖုံးပါဩအကိုနာမည်ကနွမ်းဟုတ်ကျွန်တော်သိပြီးသားပါဟမ်ငါအခုမှနာမည်မိတ်ဆက်လိုက်တာလေမင်းကဘယ်လိုလုပ်ငါ့ကိုသိနေတာလဲဒါမှမဟုတ်ငါတို့အရင်ကစုံပူးကြသေးလားမစုံဘူးပါဘူးဟိုအကိုကဒီဆိုင်မှာနာမည်ကြီးရလေအဲအကြောင်းသိနေတာပါပြီးတော့မနက်ကတခြားသူတွေအကိုအကြောင်းပြောနေကြသေးတယ်အဲ့ကနေကြားလိုက်တာဘယ်သူတွေငါ့အကြောင်းပြောတာလဲအားနေတယ်ထင်တယ်စိတ်မဆိုးပါနဲ့သူတို့ကဒီတိုင်းပြောကြတာပါထားပါတော့အကိုအခုအပြင်သွားမလို့လားကျွန်တော်လည်းလိုက်ခဲ့လို့ရမလားငါဖယ်သွားမယ်ဆိုတာကိုမင်းသိလို့လားအကိုဘယ်သွားမှလဲနေ့လယ်စာသွားစားမလို့အဲ့လိုဆိုရင်တော့အတော်ပဲကျွန်တော်လည်းနေ့လယ်စာမစားရသေးဘူးဒီလိုလုပ်ပါလားအကိုနဲ့ခင်မင်ခွင့်ရတဲ့အနေနဲ့ဒီနေ့အတွက်နေ့လယ်စာကိုကျွန်တော်တကားခံမယ်လေရလားโอเคလေရတယ်သွားမယ်အခုပဲဟုတ်
တို့နဲ့နွမ်းကသူ့သွားနေကြဖြစ်တဲ့အစားတောက်ဆိုင်စီတို့ဘုံကိုခေါ်သွားခဲ့လိုက်သည်ဝိတ်တလာချပေးတဲ့မီနူးစာအုပ်ကိုဟိုလန်ဒီလန်ကြည့်နေရင်စားချင်တာလေးတွေကိုမှာလိုက်တော့ဟင်းပွဲကနည်းနည်းတော့များသွားသည်အိုးငါမှားတာအရင်များသွားပြီထင်တယ်ရပါတယ်အကိုရဲ့ကျွန်တော်စီမှာပတ်စံအလုံးလောက်ပါပါတယ်အမနာပါနဲ့အေးကွာကျေးဇူးပဲဒီဆိုင်ကငါအကြိုက်ဆုံးဆိုင်တွေကတဆိုင်မဲလေမလာဖြစ်တာလဲကြာသွားပြီဆိုတော့ဒီဆိုင်ကဟင်းတွေကိုစားချင်စောနဲ့မှာလိုက်တာအော်ဟုတ်လားဖုံးကထိုးထုတ်ပြောရင်းဆိုင်ကိုတစ်ချက်မျက်စိဝေးကစားကြည့်လိုက်တော့တောင်ဝိုင်းကလေးမှာနေလက်စာထိုင်စားနေတဲ့နင်းစီကိုတွေးလိုက်လေသည်အကိုခဏလေးနော်အမနင်းစီကိုတွေးလို့သွားနှုတ်ဆက်လိုက်အောင်မယ်မကြပါဘူးအော်โอเคလေသွားပေါ့ဖုံးကိုပြန်ပြောရင်းလှမ်းကြည့်လိုက်တော့နင်းစီကယောက်ျားတစ်ယောက်နဲ့အတူနေလက်စာစားနေသည်ကိုနွမ်းလဲတွေးလိုက်ရသည်ထိုယောက်ျား၏ပုံစံမှာဂုံတရေရှိအတိုင်းဝိုင်းကမန်းနွမ်းကြီးလိုက်သည်နှင့်ခံမှန်းမိပြီးသားဖြစ်သည်ဒါဆိုရင်သူကတရားသူကြီးမင်းပညာဆိုတဲ့လူဖြစ်ရမယ်လို့သဘောပေါက်လိုက်သည်အမနင်းစီသည်ဖုံးကိုမြင်တော့ချက်ချင်းပဲမျက်နှာတီသွားပြီးအလိုက်ထိုက်ပြန်ပြီးနှုတ်ဆက်လိုက်သည်နေ့လည်စာလာစားတာလားဖုံးဟုတ်တယ်လေဟိုနာကဝိုင်းမှာထိုင်တာနွမ်းနဲ့အော်ဒါနဲ့အလောက်ကအဆင်ပြေရဲ့လားပြေပါတယ်အမတို့ဆက်စားကြပါကျွန်တော်သွားလိုက်ပါဦးမယ်ကောင်းပါပြီဖုံးပြန်သွားလိုက်တော့ဘေးနားကတစ်ချိန်လုံးညီနေတဲ့မင်းပညာကိုစကားတခုံးပြောလိုက်သည်ဟိုနေ့ကမှနင်းစီအလုပ်တွင်ပေးထားတဲ့မောင်လေးလေဟုတ်လားနင်းစီကလူတွေတော်တော်များများကိုအလုပ်သွင်းပေးထားတာပဲအော်အကိုရဲ့သူတို့လည်းအလုပ်မရှိတော့နင်းစီတိကျွမ်းတဲ့လုပ်ငန်းရှင်တွေစီမှာပြောပြီးအလုပ်ထည့်ပေးလိုက်တာပါသူတို့တွေကအလုပ်လုပ်ရမှပတ်စံရမဲ့သူတွေလေတနာစရာကောင်းတယ်အဲ့ဒါကြောင့်နင်းစီကူညီပေးဖြစ်တာအကိုသိပါပြီစလေပြီးရင်ပြန်ကြမယ်အပြန်ကြရင်ဝင်စရာလေးတွေရှိတယ်အဖွားရဲ့မွေးနေ့အတွက်လက်ဆောင်အော်ဒါသွားမှာမလို့အော်ဟုတ်ကဲ့ပါနှင်းစီတောင်ဘာမှမစီစဉ်ရသေးဘူးရောအေးဆေးပေါ့အမွေးနေ့ကလိုပါသေးတယ်ဒါနဲ့လေကို့အဖွားကဘာတွေကြိုက်တတ်တာလဲယင်အဖွားကဗရက်တွေကြိုက်တယ်စိန်ကတော့သူအကြိုက်ဆုံးကြောင်းမြဲရတနာပေါ့ဟုတ်လားအဲ့ဒါဆိုရင်နှင်းစီဘာပေးရင်ကောင်းမလဲအကိုလဲဝိုင်းစဉ်းစားပေးပါလားကိုအခုပြန်ရင်စိန်ဆိုင်ဝင်မလို့လေနင်းစီလဲလိုက်ခဲ့ပြီးကြည့်ကြည့်ပေါ့ဟုတ်ဒါပေမဲ့နင်းစီကအများကြီးတော့တတ်နိုင်မှာမဟုတ်ဘူးစိန်ဆိုတာကဈေးကြီးတယ်လေကိုနားလဲပါတယ်ထဲ့စားလေအကိုကျွန်တော်ထည့်ပေးရမလားရတယ်ကိုဘာသာထည့်စားမယ်ဒါနဲ့မင်းနဲ့နင်းစီကအရန်ရင်းနေတာလားအော်ဟုတ်အရန်တော့မရင်းနှီးပါဘူးဘာဖြစ်လို့လဲဘာမှမဖြစ်ပါဘူးမင်းသူ့အကြောင်းတွေကိုရောသိလားသူ့နာမည်ကနင်းစီပြီးတော့လူထဲတဲ့အလုပ်လုပ်တယ်ဒီလောက်ပဲသိတာပါအော်ဟုတ်လားအလုပ်အဆင်ပြေလားပြေပါတယ်ဒါနဲ့မင်းမရီးစားရှိလားမရှိဘူးကျွန်တော်တန်ရောစင်မထားတတ်ဘူးဟုတ်လားဘာဖြစ်လို့လဲအကူပဲစဉ်းစားကြည့်လေဗျာကျွန်တော်ရဲ့အလုပ်ကအပြင်မှာရီးစားထားဖို့ဖြစ်နိုင်ပါမလားဒါလည်းဟုတ်တာပဲဒါဆိုရင်မင်းအကြိုက်ကမိန်းကလေးလားယောက်ျားလေးလားမင်းနေဖို့လိုသေးလားအကိုရဲ့ကျွန်တော်ကယောက်ျားလေးပဲကြိုက်တာအော်ဘုံဒီပေါ်ရပြီးစကားများများပြောဆိုတတ်သူဖြစ်ပေမဲ့လည်းသူ့စိတ်ကခံမရခက်တဲ့လူစားမျိုးဖြစ်သည်မျက်နှာမှာအမြဲအပြုံးမပြတ်တော့လဲစိတ်ထဲကပါ၍ပြုံးသလားစိတ်ထဲကမပါမဲဟန်ဆောင်ပြီးပြုံးသလားဆိုတာတော့ဝေခွဲရခက်စေသည်တေချာတာကတော့ဖုံးသည်ရိုးရှင်းသည့်လူတစ်ယောက်မဟုတ်မှန်းကိုနွမ်းအကဲခတ်မိသည်တင်ကနေမြည်တန်နဲ့အတူနွမ်းရဲ့ဖုန်းထဲအာဒန်းစီမှစားတစားဝင်လာခဲ့သည်ခမအခုပဲမှာလဲငါအပြင်မှာနှိမ့်လက်စာစားနေတာဘယ်သူနဲ့လဲခမတယောက်ထဲလားမဟုတ်ဘူးအသိတယောက်နဲ့ဘလောက်ကြာအောင်မှလဲအခုစားပြီးတော့မယ်လေဘာဖြစ်လို့လဲဘာမှမဖြစ်ဘူးဒီနေ့မင်းထူးဆန်းနေသလိုပဲဘာကိုလဲဘာမှမဟုတ်တော့ဘူးမင်းနှိမ့်လက်စာစားပြီးပြီလားနွမ်းကစားနေရင်ဇုံခင်းကိုချပြီးစားတွေအပြန်အလှန်ပိုးနေတော့ဖုံးကစကားတချို့ပြောလာခဲ့သည်အကိုစားအောင်လေဟင်းတွေအေးကုန်တော့မယ်အော်ဘယ်သူနဲ့ပြောနေတာမလို့အကိုမျက်နှာကဒီလောက်တောင်ပြုံးပြီးပြောနေတာလဲကျွန်တော်ရောသိခွင့်ရှိမလားသဘောကျရတဲ့သူပါအော်ဟုတ်နွမ်းနဲ့ဖုံးနေလက်စာစားပြီးနောက်ပလဲနဲ့သွဲစီတို့ပြန်လာခဲ့ကြသည်အလုတ်ထဲမှာလူအများကြီးရှိလဲနဲ့ဖုံးကတော့နွမ်းအပေါ်အတိတိတသာကတ်လွန်းနေသည်ဒီပရက်ကအရန်လှတယ်နော်နင်းစီသတိထားမိလားဟုတ်တယ်နော်အရန်လှတာပဲဈေးကတော့ခေါင်ခိုက်နေလောက်တယ်အင်းပေါ့ဒါပေမဲ့ကိုကတော့ဒါလေးကိုမျက်စိကျနေပြီအဖွားလည်းကြိုက်မယ်လို့ထင်တယ်လူကြီးနဲ့လိုက်ပါတယ်တင်ငိမ်နဲ့ဖက်သွားတယ်လေဘရက်ဒီဇိုင်းက
နင်းစီထို့သို့ပြောနေချိန်မှာပဲသူမစီတို့ဖုန်းကောဝင်လာခဲ့သည်ဟယ်လိုနင်းစီအတန်ကိုနှိမ်ကခတ်တိုးတိုးလေးဖုန်းကိုပြန်ဖြေလိုက်သည်မကျွန်တော်ပါတစ်ဖက်ကအာဒန်ရဲ့အတန်ကိုလည်းကြားရောဖုန်းကိုလက်နဲ့အုပ်ပြီးဘေးနားမှာအတူရှိနေတဲ့မင်းပညာကိုတစ်ချက်ခွင့်တောင်းလိုက်လေသည်နင်းစီအပြင်ကိုထွက်ပြီးဖုန်းပြောဦးမယ်โอเคမင်းပညာလည်းလွယ်ကူကူပဲခွင့်ပြုပေးလိုက်တော့နင်းစီလည်းဆိုင်ပြင်ဘက်ကိုထွက်ကအာဒန်နဲ့ဖုန်းပြောခဲ့သည်ဘာဖြစ်လို့လဲဩမအားဘူးလားအလုပ်အရန်ရှုပ်နေရလားမဟုတ်ပါဘူးမအပြင်ခဏရောက်နေတာဟုတ်ကဲ့ကျွန်တော်မကိုတတိယလို့ပါကျွန်တော်တို့တွေ့ကြမလားဟိုလေအခုတော့တွေ့လို့မရသေးဘူးနော်နောက်မှအေးဆေးပြန်ချိန်လိုက်မယ်ဒါပဲလေနော်မဖုန်းချလိုက်တော့မယ်နင်းစီဘက်မှထိုးထိုးပြောပြီးမြန်ဆန်ပဲဖုန်းချသွားတော့အာဒမ်မှနှုတ်ဆက်စကားလေးတောင်ပြောချိန်မရလိုက်ပါချစ်သူတွေစဖြစ်ကလေးကမနဲ့အတူတူအချိန်ကြာကြီးဖြုံးရတယ်ဆိုတာမျိုးတစ်ခါမှမရှိခဲ့ဘူးပဝန်းကျင်တစ်ခုထဲမှာအတူရှင်သန်ကြပေမဲ့ကျွန်တော်တို့ရဲ့ဆက်ဆံရေးကတော့ရေချားမြေချားချစ်သူတွေလိုပါပဲမကအလုပ်တွေများလိုက်တာငါကြောက်တော့လဲအလုပ်ကိုလိုက်ရှာတာတော့အလုပ်တစ်ခုရဖို့လွယ်မနေဘူးဖုန်းကိုကင်ထားရင်ထို့သို့စဉ်းစားနေချိန်မှာပဲနွမ်းစီကဖုန်းပြန်ဝင်လာခဲ့သည်ဟယ်လိုဘေဘီမင်းအခုဘယ်မှာလဲအလုပ်ထဲမှာလေမညာနဲ့ဒီနေ့မင်းအလုပ်နားရက်လေဟာခမရသိသွားပြန်ပြီလားအော်သွားလို့လားငါကန်းချေကိုအပန်းဖြေခီးလေးသွားကျင်တယ်ငါစိတ်တွေမတရားကိုမွန်းကျက်နေတယ်ခမရစီမှာအချိန်ရှိလို့လားခမရကအမြဲတမ်းအလုပ်များနေတဲ့သူမဟုတ်ဘူးလားအလုပ်များတာကတော့များတာပဲပေါ့အားတယ်မအားဘူးဆိုတာကိုယ့်ပေါ်မှာပဲမူတည်တယ်လေအားရင်သွားပေါ့မင်းလည်းလိုက်ခဲ့လေကျွန်တော်မလိုက်ချင်ဘူးဘာလို့လဲငါခေါ်တော့မှလမ်းစိတ်ငါတာဝန်ယူတယ်မင်းကငါနဲ့အဖော်လိုက်လာပြုံမယ်လောက်ပါနော်ကောင်လေးကတက်ပြင်းတစ်ချက်ကောက်ချလိုက်ပြီးနွမ်းရဲ့တောင်းဆိုချက်ကိုလက်ခံလိုက်သည်ဟေးဒါမှငါဘေဘီလေးကွာငါမင်းကိုအခုပဲလာခေါ်မယ်အိမ်ကစောင့်နေနော်ဘာအခုကြီးလားပြောနေရင်မှပဲတစ်ဖက်ကဖုံးချသွားတော့ကောင်လေးတယောက်ခေါင်းကားစပင်တွေကိုကုတ်ဖွာလိုက်ရင်ဒီဆောက်ရိုးကောင်ကတော့လှုပ်လိုက်ရင်ကောက်ခါငင်ကပဲလို့ဆိုလိုက်သည်ထို့နောက်နိုင်ဝက်အတွင်းမှာပဲနွမ်းကားတစ်စီးမောင်းလာခဲ့ပြီးကောင်လေးအိမ်ရှိတို့ရောက်လာခဲ့၏ကားဟွန်းတန်ကြောင့်ပဒင်းပေါက်မှလမ်းကြည့်လိုက်ရအိမ်ရှိမှရောက်နေတဲ့နွမ်းကိုတွေ့လိုက်ရတော့အာဒန်လည်းကြောပွဲအိတ်တလုံးနဲ့ထွက်လာခဲ့လိုက်သည်ခမဘသူစီကကားငားလာခဲ့တာလဲအတိတယောက်စီကပါဘာဖြစ်လို့လဲမင်းစိတ်ထင်ငါမှကိုပိုင်ကားရှိတယ်ထင်လို့လားမထင်ပါဘူးငါဖုန်းကိုဆက်ပိတ်ပြီးအိမ်မှာထားခဲ့လိုက်ပြီးမို့ငါအရေးကြောင်းဆက်ဆရာရှိရင်မင်းဖုန်းကိုယူသုံးမယ်နော်ရတယ်မလားခမစိတ်ရှည်နိုင်ရင်တော့သုံးပေါ့ဘာစကားကြီးလဲနွမ်းကအာဒန်ပြောတဲ့စကားကိုတိတ်တဘောမပေါက်နေတော့ကောင်လေးကပဲသူ့ဖုန်းကိုထုတ်ပြီးနွမ်းကိုပြပေးလိုက်သည်အမလေးဒါကြီးကမင်းရဲ့ဖုန်းလားဆယ်ဘင်းကားကြီးတက်ကြိတ်ထားသလားပဲသုံးလို့ရောရသေးလားရပါတယ်မင်းရဲ့အမကလည်းမင်းကိုဖုန်းလေးတစ်လုံးတောင်ဝယ်မပေးဘူးလားကွာသူ့မှာပတ်စံဒီလောက်ပေါ်နေတာကိုသူဝယ်ပေးလဲကျွန်တော်ကဘာဖြစ်လို့ယူရမှာလဲတကယ်ဆိုရင်ကျွန်တော်ဘက်ကမှလှုပ်ပေးရမယ့်အရာတွေအများကြီးပဲရှိတယ်ဒါပေမဲ့မကဘာမှမတောင်းဆိုရှာဘူးတကယ်လို့များသူတောင်းဆိုလဲကျွန်တော်ဘက်ကမလှုပ်ပေးနိုင်မှန်းကိုကြိုတိထားလို့လဲဖြစ်ချင်ဖြစ်မှာပေါ့ထားပါတော့ခကြီးကပြန်ရောက်ရင်ငါမင်းအတွက်ဖုန်းတစ်လုံးလက်ဆောင်ပေးမယ်မယူပါဘူးမင်းကိုမွေးနေ့လက်ဆောင်ဖြစ်ပေးမှမလို့မငင်းနဲ့ပြီးတော့မင်းရဲ့အဲ့ဒီဖုန်းဆုပ်ကြီးနဲ့ငါ့ကိုစာပို့ရင်ကီးဘုတ်တွေကြောင်ပြီးကြားနေရင်ငါစိတ်ကတိတ်ရှည်တာမဟုတ်ဘူးနေစမ်းမအောင်ခမကကျွန်တော်မွေးနေ့ကိုပါတိထားသေးတာလားခမကတခုခုတော့တခုခုပဲနော်ဒါကတော့မင်းဖြစ်နေလို့ပါတခြားတယောက်ရဲ့အကြောင်းဆိုရင်တော့ငါကနည်းနည်းလေးမှကိုစိတ်ဝင်စားမနေဘူးကန်းကြီးကဘယ်တော့ရောက်မှလဲနောက်3နာရီလောက်ထပ်မောင်းရင်ရောက်ပြီဒါနဲ့မင်းကားမောင်းတက်လားဟမ်ကားနဲ့ပတ်သက်လာရင်ပတ်စံပေးစီးရမှာမလို့အတက်နိုင်ဆုံးတော့လမ်းပဲလျှောက်ဖြစ်တယ်ဟုတ်လားအဲ့ဒါဆိုရင်မင်းကားမောင်းတက်အောင်ငါတင်ပေးမယ်လေမတင်ချင်ပါဘူးဗျာကျွန်တော်လိုအဆင့်တန်းနဲ့ကိုပိုင်ကားကြီးဝယ်စီးနိုင်ဖို့ဆိုတာဒီတက်တော့အိမ်မက်မက်ခွင့်မရှိသေးပါဘူးအော်မင်းရလဲကွာခရီးစားထွက်လာကြတဲ့ကပြောလာလိုက်တဲ့စကားများကမကုံနိုင်မခန်းနိုင်အောင်မမောမပန်းတမ်းမင်းငါရဲ့ဖုံးကွက်ထားတဲ့အလုပ်ကိုတီးသွားခဲ့တာတော့မင်းငါ့ကိုမုံမသွားဘူးနော်ဘာဆိုင်လဲဗျာခမ ्या လဲရောင်းစားခံလိုက်ရလို့သာဒီအလုပ်ကိုလှုပ်ရှားနေရတာလေပြီးတော့ကျွန်တော်ကခမ ्या ကိုပြည့်တစားတယောက်ဖြစ်နေလို့ဆိုပြီးမခေါ်နိုင်မပြောနိုင်ဖြစ်ရလောက်အောင်ကလည်းကျွန်တော်ရွေးချယ်ထားတဲ့မိန်းကလေးကိုကပြည့်တစားတယောက်ပဲမဟုတ်ဘူးလား
ဘာပဲဖြစ်ဖြစ်ကျေးဇူးတင်ပါတယ်ငါနဲ့ဆက်ပြီးပတ်သက်နေပြီးတဲ့အတွက်အာဒန်နီနွမ်းရဲ့စကားကိုမတုံ့ပြန်ပဲလေတဖြူဖြူတိုက်နေတဲ့ကားမန်အပြင်ဘက်ကိုသာငေးဆိုင်နေလိုက်သည်ထို့နောက်သူတို့နှစ်ယောက်ကြားခိတ္တမြတိတ်ဆိတ်သွားခဲ့၏ညနေဆောင်လောက်နေတော့ကမ်းခြေကိုရောက်လာခဲ့ကြသည်ထို့နောက်အခန်းတစ်ခန်းကိုငွေချေလိုက်ပြီးနှစ်ယောက်သားအနားယူဖို့ထိုအခန်းစီတို့သွားလိုက်ကြသည်ခမည်းနဲ့တကတင်နဲ့အိပ်ရအောင်ပါလားအွန်းလေဘာဖြစ်လို့လဲခမည်းကလေလူတွေနဲ့ပူးကပ်ပြီးနေရတာတိတ်တဘောကြတယ်ထင်တယ်ဘာဆိုင်လဲအတွေးတွေလွန်မနေနဲ့ခရီးပန်းလာတယ်မလားနားလိုက်အောင်လေပြီးရင်ပင်လယ်ထဲဆင်းမယ်နွမ်းကအထို့သို့ပြောလိုက်တော့အာဒန်ကလည်းဘာမှဆက်မပြောတော့ပဲပစ္စည်းများကိုနေရာချပြီးအနားယူလိုက်သည်ငငယ်ကလေးကခရီးဆိုတာမသွားဘူးတဲ့အာဒန်အတွက်ကတော့ဒါဟာပထမဆုံးအကြိမ်အပန်းဖြေခရီးဖြစ်နေပေမဲ့လည်းထူးထူးခြားခြားကြီးတော့စိတ်လှုပ်ရှားနေတာမျိုးလည်းမတွေ့ရပါနွမ်းလည်းတလဲလုံးကောင်းမောင်းလာခဲ့ပြီးမို့ပင်ပန်းလုံးတစ်ဖြင့်ခေါင်းချလိုက်တဲ့နဲ့တပြိုင်နက်နင်းနေချိုက်ချိုက်အိပ်ပျော်သွားခဲ့လေတော့သည်တအားလောက်ကြာတော့အာဒန်ကနွမ်းကိုလှုံနိုးလိုက်သည်ဟေးထားတော့လေပင်လေထဲဆင်းအောင်မဆိုအတန်နဲ့အတူအိယာမလူးလွန်လိမ့်ထားလိုက်ရသည်မင်းကနိုးတောင်နိုးနေပြီလားအာဒန်ကိုထိုးသို့မေးရင်တန်းဝေလိုက်သေးသည်ကြာနေပြီဗျအော်โอเคပင်လေထဲဆင်းမယ်နှစ်ယောက်သားလည်းကန်ဆက်စီတို့ရှောက်လာခဲလိုက်ကြသည်နေဝင်စည်းစာနဲ့ပင်လယ်လိုင်းတို့ကလွန်စွာလိုက်ဖက်နေ၏လက်ဆက်တဲ့လေကိုအရှူရှိုက်လိုက်ရချိန်ရင်ထဲကအပူတော့ကတွေကလည်းရော့ပါသွားကုန်သလိုပဲပင်လယ်ထဲချက်ချင်းမစင်းသေးပဲအသေးတောင်ခုံပြမှာထိုင်နေ၏ဘာတွေစဉ်းစားနေတာလဲငြိမ်လာကြည်လားနွမ်းကအာဒန်ကိုမေးလိုက်သည်ဘာရဲ့မဟုတ်ပါဘူးပင်လယ်လှိုင်းတွေကလှတယ်နော်မင်းအရင်တုန်းကရောပင်လယ်ကိုရောက်ဘူးလားဒါပထမဆုံးပဲဟုတ်လားကျွန်တော်တဘွားလုံးအကျွေးဆက်ဖို့ခေါင်းထဲထည့်ထားပြီးနင်းနေညညအလုပ်တွေလုပ်နေခဲ့တာဒီလိုမျိုးအပျော်ခရီးထွက်ဖို့ဆိုတာတွေးတောင်မတွေးဘူးဒါဆိုရင်တော့ငါမင်းကိုခေါ်လာလိုက်တာမှန်သွားပြီပဲမင်းပျော်သလောက်နေပေါ့ပျော်သလောက်တော့နေလို့မဖြစ်ဘူးလေဗျာအလုပ်တွေကရှိသေးတယ်ကဲပါလာအခုပင်လယ်ထဲဆင်းကြမယ်နွမ်းမတက်ရက်လိုက်ပြီးလက်ကမ်းပေးလာတော့အာဒန်လဲနွမ်းလက်ကိုအာပြုကထားလိုက်သည်ရေထဲရောက်နေတာတော့ဘာမှမလုပ်တတ်ပဲတောက်တောက်ကြီးရဲကြည့်နေတဲ့ကောင်လေးကိုနွမ်းကရေနဲ့လမ်းပတ်လိုက်သည်ထိုအခါမှရေဝင်သွားတဲ့မျက်လုံးကိုပုတ်တက်လိုက်ပြီးခမည်းဘာလုပ်တာလဲနွမ်းကိုပြန်ပြောလိုက်သည်စိတ်ဆိုးလားငါ့ကိုပြန်ပတ်လိုက်လေလာထို့သို့ပြောပြီးကောင်လေးကိုနောက်တစ်ကြိမ်ရေနဲ့ပတ်လိုက်ပြန်သည်ဒါကိုစိတ်တူသွားတဲ့ကောင်လေးကနွမ်းကိုရေဖြင့်ပြန်ပတ်လိုက်သည်ဒို့နှင့်ပဲပင်လယ်ရေထဲမှပြေးလွှားရင်းရေစော့ကစားခဲ့ကြသည်အရင်ကဆိုရင်အည်ပြုံးသိမ့်မရှိလာတဲ့ကောင်လေးဟာအခုတော့လည်းပြုံးရွှင်လို့ခလေးငယ်တယောက်လိုရေစော့ကစားနေခဲ့၏အခုလိုမျိုးစိတ်လွတ်ကိုလွတ်မပျော်ရွှင်ခဲ့ရတာကြာသည်နွမ်းကလည်းဒီနေ့မှာတော့ကောင်လေးနဲ့အပျော်ကြီးပျော်ပါခွင့်ရခဲ့ပြီတော်ပြီလို့ကျွန်တော်အရင်မောနေပြီပင်လယ်လိုင်းလုံးများကြားမှာလုံထွေးနေခဲ့ကြတဲ့ကောင်လေးနှစ်ယောက်မောသွားတော့ကန်ဆက်စီတို့ပြန်ရောက်လာခဲ့ကြသည်ပျော်ဖို့ကောင်းလိုက်တာစိတ်ထဲမွန်းကျက်နေတာတွေအကုန်လုံးပျောက်သွားကုန်ပြီငါမင်းကိုကျေးဇူးတင်ပါတယ်မလိုပါဘူးဗျာခမည်းเจ้าနဲ့ကျွန်တော်လည်းပျော်ခဲ့ရတာပါပဲတဲခုံပြင်ပေါ်မှာကာတွန်းရုပ်ပုံလေးများစွာကိုရေးဆွဲခဲ့ကြပြီးလှိုင်းလုံးများကပြန်၍တဲဆောင်သွားတတ်ကြသည်ဒါဘာပုံကြီးလဲနေဝင်စည်းစာလေးမှာကိုချစ်သူရဲ့ပခုံးလေးမှာမိပြီးထိုင်နေတဲ့ပုံလေနွမ်းကထို့သို့ရှင်းပြလိုက်တော့အာဒန်ကတခိခိနဲ့ထားရည်လေသည်ဘာကြီးတာလဲခမည်းရဲ့စိတ်ကူးရင်မှုကြီးကိုသဘောကျလို့ပါမင်းဆွဲတာကရောဘာပုံကြီးလဲမိသားစုပုံလေးဗျာ။အော်နွမ်းတို့ပင်လယ်မှာပျော်ပါခဲ့ကြပြီးနောက်ဟိုတယ်ခန်းကိုပြန်လာရေမိုးချိုးပြီးညစာစားခဲ့ကြသည်။စားလေမကြိုက်ဘူးလား။ကြိုက်ပါတယ်တချင်းလေးကလည်းနားထောင်လို့ကောင်းတယ်နော်။ဒါနဲ့ခမရောစပိတ်မှာတချင်းလာပြန်ဆိုဖို့စိတ်ကူးမရှိတော့ဘူးလား။ခမလည်းတချင်းဆိုကောင်းတဲ့သူပဲလေ။မဆိုပြတော့ပါဘူးကွာပတ်စံပိုရတဲ့အလုပ်တစ်ခုခုကိုပဲအစားထိုးပြီးလုပ်တော့မယ်။ဒါမှငါအကျွေးတွေမြန်မြန်ပြန်ဆက်နိုင်မှာ။တနေ့ခမအကျွေးတွေကြေသွားခဲ့ပြီဆိုပါစို့ဒီလောက်ကိုပဲဆက်လုပ်နေအောင်မလားဒါမှမဟုတ်ရုံထွက်ဖို့စူးစမ်းမှာလားငါကလှုပ်ချင်ပါတယ်ဆိုရင်တော့ငါ့ကိုဘယ်သူမှအလုပ်ပေးတော့မှာမဟုတ်ဘူးဒီအလုပ်ကငယ်ရွယ်မှုနဲ့နှုတ်ပြခြင်းတွေကိုစတေးပြီးလုပ်ရတဲ့အလုပ်မျိုးပဲအိုမင်းနေတဲ့ပြည်တစားတယောက်ကိုဘယ်ယောက်ျားကပတ်စံပေးပြီးအိတ်ချင်တော့မှာလဲယုံလို့ဆိုပြီးတရွေးလည်းမထွေးသွားရင်တော့ကန်ကောင်းနေပြီမှတ်ပါဒါပေမဲ့ငါအသက်လက်ပိုင်းလောက်ရောက်ရင်တော့နားကျင်တယ်လေလက်တွဲပေါ်ကောင်းတယောက်လောက်ရှာပြီးခရီးတွေအများကြီးသွားကျင်သေးတယ်ဒီစိတ်ကူးရင်မှုတွေကလည်းငယ်ရွယ်တုန်းမှအလှုပ်နိုင်ပါလေ
အော်အဲ့လိုလားမင်းကရောကျွန်တော်မှအဲ့လိုစဉ်းစားထားတာတွေမရှိဘူးဒီနေ့အိပ်ပျော်သွားပြီးမနေ့ဖြန်နိုးလာလို့မျက်လုံးဖွင့်နိုင်သေးရင်လှုပ်ရှားရှိတာကိုဆက်လုပ်မယ်ဒါပဲရိုးရှင်းတဲ့ရှင်သန်မှုပဲညစာကိုအရသာရှိရှိစားသုံးခဲ့ပြီးနောက်အခန်းထဲသို့ပြန်လာကအာဒန်ကသူ့ဖုန်းကိုကြည့်ရင်းငြိမ်နေပေမဲ့ဖုန်းမရှိတဲ့နွမ်းတယောက်ကတော့အိယာပေါ်မှာဟိုဘက်လိမ့်လိုက်ဒီဘက်လိမ့်လိုက်နဲ့လှုပ်ရှားမရှိပြင်းနေပုံထောက်သည်သို့နဲ့အာဒန်အနားသို့ကတ်သွားပြီးကောင်လေးတယောက်ဘာတွေစိတ်ဝင်စားကြည့်နေတယ်လဲလို့ဆက်ဆူသည်သို့ပေမဲ့ကောင်လေးဖုန်းကမန်ကွဲရများနေသဖြင့်ကြည့်ရတာစိတ်နှောက်ယှက်ဖြစ်စရာကောင်းနေပြီးတော်တော်လေးကိုအာယုံဆိုင်မှတာကောင်းကောင်းကြည့်နိုင်ပြီဖြစ်သဖြင့်နွမ်းကမျက်ခုံးကျုပ်ပြီးအတူဆက်မကြည့်နိုင်တော့ပဲစကားသာပြောနေလိုက်တော့၏မင်းဖုန်းကလည်းကွာမျက်လုံးတော့ကန်းတော့မယ်မန်မကွဲလေးတော့အစ်စ်လဲဖို့မတတ်နိုင်ဘူးလားလဲလိုက်ရင်တော့နည်းနည်းကြည့်လို့ကောင်းသွားမှာပေါ့မန်မကွဲကတ်မထားဘူးလေဟမ်ကဲထားပါတော့ခမ ्या ကရောဘာလို့ဖုန်းကိုထားခဲ့တာလဲငါကအပျော်ခရီးထွက်လာတာလေဖုန်းယူလိုက်ရင်တခွန်ခွန်ဆက်ပြီးအာယုံနောက်စရာတွေဖြစ်နေမှာဆိုလို့ထားခဲ့လိုက်တာအဲ့တော့ခမ ्या အလုပ်တွေကရောဘယ်လိုလုပ်မလဲပြီးတော့ဟိုအပေါက်ဆိုးတဲ့မန်နေဂျာကခမ ्या ကိုဒီတိုင်းတော့ထားမှာမဟုတ်ဘူးစိတ်ပူစရာမလိုပါဘူးနောက်ကိစ္စနောက်ရှင်းမယ်အာဒန်ဖုန်းကိုပိတ်လိုက်ပြီးအိတ်ဖို့လှုပ်လေသည်လက်နှစ်ဖက်ကိုနောက်ပြန်ရှက်ပြီးခေါင်းအုံထားကမျက်လုံးမိတ်ထားတော့လဲချက်ချင်းတော့အိတ်ပျော်သိမိမဟုတ်နွမ်းကဒါကိုအခွင့်ကောင်းယူပြီးကောင်လေးဘက်ကိုစောင်းအိတ်ကချော်မောနေတဲ့မျက်နှာလေးကိုမျက်တောင်မခတ်တန်းကြည့်နေခဲ့သည်ကြည့်လို့မဝသေးဘူးလားကောင်လေးကထပြောလိုက်မှပဲနွမ်းလဲလန့်သွားပုံရသည်မင်းမျက်လုံးမိတ်ထားတယ်မဟုတ်ဘူးလားငါမင်းကိုကြည့်နေတာဘယ်လိုသိတာလဲနွမ်းထို့သို့ပြောလိုက်ချိန်ကောင်လေးမျက်လုံးဖွင့်လာကသူ့ကိုမျက်နှာချင်းစိုက်ကြည့်လိုက်လေသည်တယောက်နဲ့တယောက်နီးကပ်လွန်းနေတဲ့အကြည့်ကြောင့်နွမ်းရင်ခုန်တံတွေထိန်ရခက်လာပေမဲ့တစ်ဖက်ကကောင်လေးကတော့တည်ငြိမ်လွန်းနေ၏ခမ ्या ရဲ့မျက်လုံးတွေကအယမ်းလာတာပဲကျွန်တော်အခုမှသတိထားကြည့်မိတော့တယ်အဲ့တော့မင်းငါ့ကိုရင်မခုန်ဘူးလား No ထိုအခါနွမ်းကမျက်နှာချင်းဆိုင်အနေထားမှတခြားဘက်တို့မျက်နှာလွဲသွားလိုက်သည်အဲ့ဒါကဘာဖြစ်တာလဲအိတ်တော့မလို့အော်good night ဦးကြောင်ကြားကောင်မင်းနေရာမှာတခြားယောက်ျားသားဆိုရင်ငါနောက်ကိုကောက်ကောက်ပါနေလောက်ပြီဘာသားနဲ့အထုထားတာမလို့မင်းကအဲ့လောက်တောင်မာကြောနေရတာလဲဂျာကြီးအကိုနွမ်းကဒီနေ့ခွင့်ယူထားတာလားမတွေ့ဘူးတနေ့လုံးလဲနွမ်းကိုမတွေ့ရသေးသဖြင့်ဘုံကဂျာကြီးကိုတွေ့တုံးလေးမေးလိုက်ခြင်းဖြစ်သည်အကောင်ဘသူနဲ့သွားအိတ်နေပြန်ပြီလဲမသိဘူးဖုန်းလဲဆက်ပိတ်ထားတယ်ထုံးစံတိုင်းပဲအပေါက်ဆိုးဆိုးနဲ့ဂျာကြီးကတော့နွမ်းကိုဒေါသပုံထားနေခဲ့သည်တို့နဲ့ဖုန်းလဲဂျာကြီးနဲ့ထပ်မပြောတော့ပဲထိုနေရာမှာထွက်လာခဲ့လိုက်သည်ရော့ဒီမှာမင်းတောင်းတဲ့ပတ်စံနောက်တစ်ခေါက်ငါ့ကိုချိန်ချောက်တာမျိုးမလုပ်နဲ့တော့နင်းစီသည်သူယူလာတဲ့ပတ်စံထုတ်ကိုမိုက်ကယ်ထိုင်နေတဲ့အိယာပေါ်တို့ပြစ်ချပေးလိုက်သည်မင်းဘက်ကအသာတကြီးရှိရင်တော့ငါချင်းချောက်နေစရာမလိုပါဘူးငါပြန်တော့မယ်နင်းစီထိုးတို့ပြောပြီးလက်ထပ်သွားဖို့ခြေလမ်းပြင်လိုက်စဉ်မိုက်ကယ်ကသူ့လက်ကိုလမ်းဆွဲတားလိုက်သည်လွတ်ဆန်းမှာငါလက်ကိုမင်းလိုချင်တဲ့ပတ်စံရပြီမလားငါကမင်းကိုလည်းထက်လိုချင်သေးတယ်ဆုတောင်းနေလိုက်လေနင်းစီကလက်ကိုအတင်းယုံနေတော့မိုက်ကယ်ကလည်းသူမပခုံးတစ်ဖက်ကိုခက်ကြစ်ကြစ်စုပ်ကင်လိုက်လေသည်လှုပ်လို့ပြောနေရနော်မိုက်ကယ်ငါ့ကိုစိတ်တူအောင်မလုပ်စမ်းနဲ့မိုက်ကယ်စကားတွေအများကြီးထပ်မပြောတော့ပဲနှင်းစီကိုအိယာပေါ်သို့သာစောင့်တွန်းချလိုက်ကအပေါ်မှအုံမိုးထားလိုက်သည်ဘယ်လိုမှထက်ယုံလို့မဖြစ်နိုင်တော့သည့်အစုံမိုက်ကယ်ရဲ့စိတ်ဆန္ဒကိုလိုက်ရောပေးလိုက်ရ၏နှင်းစီရဲ့မျက်ဝန်းကိုကြည့်လိုက်မိတိုင်းစိတ်တွေကချုပ်ထိန်မရတက်ကြွလာပြန်တော့တစ်ချိန်ပြီးသွားတိုင်းထက်ခါဆက်ဆံနေမိတော့သည်တို့နဲ့3နာရီခန့်မြကြာသွားသည့်အခါမိုက်ကယ်တယောက်ပင်ပန်းသွားတော့သည်သူစိတ်ကျေနပ်တော့ secret ဖွာရင်ငြိမ်ငြိမ်လေးထိုင်နေလိုက်တော့၏နင်းစီကဖယိုဖယဲဖြစ်နေတဲ့အဝတ်စားများကိုတေချာပြင်ဆင်ဝတ်လိုက်ပြီးနောက်စိတ်နာနာဖြင့်မိုက်ကယ်မျက်နှာကိုတတွေးကောက်ထွေးပစ်လိုက်လေသည်နင်းစီရဲ့အပြုတ်မှုကိုဒေါသထွက်ရမယ့်အစားခက်ကြဲကြဲတာရီမောလိုက်ပြီးမျက်နှာပေါ်ကတတွေးများကိုတုပ်ပစ်လိုက်ကထားပြန်သွားတဲ့သူမနောက်ကျောကိုကြည့်နေခဲ့သည်